မင်္ဂလာပါရှင်စတန် TV ကိုအစီအမြဲအားပေးကြည့်ရှုနေကြတဲ့သူများအားလုံး Happy New Year's ပါဒီကနေ့မှာတော့ကျမတို့မြန်မာလူမျိုးတွေအတွက်ဂုဏ်ယူလေးစားရတဲ့ဆရာတော်ကြီးတစ်ပါးကိုဖိတ်ကြားထားပါတယ်အားလုံးရဲ့ယင်ထဲမှာရှိနေမဲ့မိခွန်းများကိုတင်ဆက်ပေးမယ်ကျမကတော့ဟွန်ကင်ပါကျမတို့ဒီနေ့အထူးဖိတ်ကြားထားတဲ့ဆရာတော်ကတော့ဆရာဒေးဗစ်လာပဲဖြစ်ပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဒီနေ့လိုအချိန်ပြင်ဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်ဖိတ်ခေါ်ခြင်းခံရတဲ့အတွက်ဟုတ်ကဲ့ဆရာရဲ့မိဘရဲ့ညီကိုမောင်နှမတွေရဲ့ဆရာရဲ့မိသားစုရဲ့ပြောပြပေးလို့ရမလားရှင်ဟုတ်ကဲ့ကျွန်တော်ရဲ့အဖေကတော့ကရင်ကျွန်တော်အမေကတော့ Indian ကလာလူမျိုးပေါ့နော်ဆိုတော့ကျွန်တော်မောင်နှမ3ယောက်ရှိပါတယ်ကျွန်တော်ပါဝင်ဆုံးမောင်နှမ3ယောက်ရှိတယ်ကျွန်တော်တော့အငယ်ဆုံးသားဖြစ်ပါတယ်အမနဲ့အကိုကတော့ဆုံးသွားပါပြီအဖေလည်းဆုံးသွားပါပြီဒါပေမဲ့မိခင်ကတော့ကျွန်တော်နဲ့အတူကနေဒါမှာနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ဆရာဘယ်ချိန်မှာအသက်တာပြောင်းလဲလဲပြီးတော့ဘယ်ချိန်မှာဖရားရဲ့ခေါ်ခြင်းကိုစတင်ပြီးကြားရလဲပေါ့နော်တိကျရှင်းလင်းတဲ့ယူပါယုံကိုဘယ်ချိန်မှာရလဲပြီးတော့ဒီလူမျိုးဖရားအသုံးပြုတဲ့လူတွေအတိမပြုတဲ့လူတူမဖြစ်ခင်မှာပြင်ဆင်တဲ့အချိန်ကာလတွေပါပြောပြပေးလို့ရမှာဆရာဟုတ်ကဲ့ရပါတယ်ခင်ဗျကျွန်တော်ကအသက်18နှစ်မပြည့်ခင်မှာကျွန်တော်ရဲ့အသက်တာပြောင်းလဲပါတယ်ပြောင်းလဲတယ်ဆိုတာလည်းပဲကျွန်တော်ကဖះကိုရှာတာမဟုတ်ပါဘူးဖះကကျွန်တော်ရှာတာပါကျွန်တော်သေကန်ကြီးဖြစ်တဲ့အချိန်မှာကျွန်တော်ဖះကိုမသေးချင်ဘူးမသေးချင်တဲ့အခါမှာတကယ်အသက်ရှင်တဲ့ဖះရှင်ရှိကျွန်တော်ကိုထူးပါကျွန်တော်အသက်ရှင်ခွင့်ပြန်ပေးပါဒီခါမှာကျွန်တော်အသက်ရှင်ခွင့်ဖះပြန်ပေးပါတယ်တိုတိုနဲ့လူရင်းပြောမယ်ဆိုတော့ကျွန်တော်ကိုဖះအသက်ပြန်ပေးတယ်အဲ့ဒီအသက်ပြန်ရတဲ့အခါမှာအဲ့ချန်စပြီးတော့မှကျွန်တော်ကိုအသက်ပေးတဲ့ဖះတကယ်ပဲကျွန်တော်ကိုမဖြစ်နိုင်တော့တဲ့အချိန်မှာနော်ကျွန်တော်ဘလို့မှကိုဆရာဝန်ကိုယ်တိုင်ကဟောတာမရနိုင်တော့ဘူးလို့ပြောပေမဲ့ကျွန်တော်အသက်ရှင်ခွင့်ပြန်ရတဲ့ပုံမှာဘယ်ဖရားကကျွန်တော်ကိုတကယ်ပေးနိုင်တာလဲဆိုတာကိုကျွန်တော်ရှာတယ်နောက်ဆုံးတော့နှုတ်ကပတ်တော်ဒီတမန်ကျမ်းစာမှာကျွန်တော်အဖြေရခဲ့တယ်အသက်ကိုပေးပိုင်တဲ့ရှင်အသက်ကိုနှုတ်ပိုင်တဲ့အရှင်ကဒီဖရားဖြစ်တယ်ဆိုတော့ကျွန်တော်သိလာတယ်အဲ့ချန်နဲ့စပြီးတော့မှကျွန်တော်ဖရားရှင်တို့အကောင်းဆုံးအသက်ရှင်ချင်လာတယ်ဖရားရှင်တို့အကောင်းဆုံးလှုပ်ချင်လာတယ်ဒါပေမဲ့ကျွန်တော်တကယ်တမ်းစပြီးတော့မှဖရားအတွက်တကယ်စလှုပ်တာကဘယ်လိုခေါ်မလဲကျွန်တော်ကိုဘယ်သူမှခတ်အပ်တာမဟုတ်ဘူးအသက်16နှစ်လောက်မှကျွန်တော်စပြီးတော့မှကျွန်တော်ပြောင်းလဲပြီးတာနဲ့ကျွန်တော်ဖះကိုတကယ်ပဲအသက်ရှင်နေဖះကိုရသွားတဲ့ချိန်နဲ့စတော့ဖះကောင်းမြတ်ခြင်းကျွန်တော်မပြောဘဲမနေနိုင်တော့ဘူးဆိုတော့အဲ့လိုမပြောဘဲမနေနိုင်တဲ့ခါမှာကျွန်တော်လိုက်ပြောတဲ့အရင်ဆုံးတော့ကျွန်တော်တငယ်ချင်းတွေကိုသွားပြောတာပေါ့တငယ်ချင်းတွေပြောတဲ့ချင်းတငယ်ချင်းတွေဒီကောင်ယူသွားပြီးစေးချပြီးတော့သူယူသွားတာသိရမလားဒီကောင်ပေါက်ကရဖြစ်သွားတာပါမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောနေကျွန်တော်ရဲ့အတ္တတာကျွန်တော်ရဲ့ပုံစံကိုကြည့်ပြီးတော့မှသူတဖြည်းဖြည်းနဲ့ယုံလာတယ်အဲ့ခါမှာလူဟလာတငယ်ချင်းတွေထဲကနေတော်တော်များများပြောင်းလဲလာကြပါတယ်မိတ်ဆွေတငယ်ချင်းတွေထဲကနေပေါ့နော်ဖះကောင်းမြတ်တာတက်တည်ခံရင်နဲ့တကယ်ကိုပဲပြောင်းလဲလာတာတွေ့ရတယ်အဲ့ရနေမှာတဆင့်အစားအမေရှိတဲ့ထိုင်းနိုင်ငံကိုကျွန်တော်ရောက်သွားတယ်ထိုင်းနိုင်ငံမှာအမေကအဲ့တုန်းကအင်္ဂလိပ်စာဆရာမဖြစ်တယ်ဆိုတော့အမှရောက်သွားရင်းနဲ့ကျွန်တော်ပို့ပြီးတော့မှနှုတ်ကပတ်တော်တွေကျွန်တော်သင်ယူဖြစ်တယ်နှုတ်ကပတ်တော်တွေကျွန်တော်လေ့လာဖြစ်တယ်နှုတ်ကပတ်တော်တွေကိုပို့ပြီးတော့သိလာတဲ့အချိန်မှာနှုတ်ကပတ်တော်သိလာလေဘုရားကောင်းမြတ်ခြင်းတာ၍သိလာလေဘုရားရှင်တို့တာ၍အသက်ရှင်ဖို့ကြောင်းပဲဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ရနေမှာတဆင့်ဘုရားရှင်တို့ပို့ရလှုပ်ဆောင်လာတာတကယ်တော့စပြီးတော့အမှုတော်မြတ်ကိုစလှုပ်ဆောင်တာကကျွန်တော်ဘုရားခေါ်တာတွေမခေါ်တာတွေကျွန်တော်မသိဘူးဆိုတော့ဘုရားကောင်းမြတ်တယ်ဆိုတာပဲသိတယ်ငါ့တကယ်အသက်ရှင်ခွင့်ပေးတဲ့ဘုရားကတကယ်အသက်ရှင်တဲ့ဘုရားကြီးတကယ်ကြီးမြတ်တဲ့ဘုရားကြီးတကယ်ခေါ်ရင်ထူးတဲ့ဖရားကြီးဆိုကျွန်တော်သိလာတဲ့အချိန်မှာဖရားကောင်းမြတ်ရှင်မပြောဘဲမနေနိုင်လို့ပြောရင်းနဲ့လူတွေကတဖြည်းဖြည်းနဲ့ပြောင်းလဲလာတာကိုကအသက်ရရင်သူများကိုတက်တေခံသူများလည်းအသက်ရတယ်လေဆိုတော့တက်တေခံနဲ့သူတို့ကလည်းပြောင်းလဲလာရင်းနဲ့ဟလာဘယ်လိုခေါ်မလဲလူတွေပြောင်းလဲလာပေါ့အော်ငါ့ကိုဖရားခင်သုံးလို့ရပါလားနော်ဒါကြောင့်ကျွန်တော်တော့ဘာဖြစ်ဘာအားပေးခြင်းလဲဆိုတော့လူငယ်တော်တော်များကိုကဖျားခင်ငေါ့ဘာပေးလို့ပေးမှမသိဘူးဆိုတာမျိုးဖြစ်တဲ့သူတွေပြောချင်တာတခုပဲရှိတယ်ကို့အထဲမှာရှိတဲ့အရာကို့အထဲမှာဖြစ်တဲ့အရာကိုပြောပါအလုပ်ပါလှုပ်ရင်းနဲ့ကို့မှာဘာရှိလဲဆိုတာသိလာတဲ့ခွင့်ဘုရားပြင်ဆင်ပေးပါတယ်လို့အဲ့လိုနဲ့ပဲအမှုတော်ဆောင်လာတယ်အမှုတော်ဆောင်လာရင်အဲ့လိုမျိုးပဲကိုယ့်ဘက်ကနေအမှုတော်ဆောင်လိုက်လူတွေပြောင်းလဲလာတဲ့အပေါ်မှာတဖြည်းဖြည်းနဲ့လူတွေဖိတ်ခေါ်ခြင်းတွေလည်းကျွန်တော်ရလာတာပေါ့နော်အဲ့လိုမျိုးဘုရားခင်အသုံးပြုခြင်းကျွန်တော်စပြီးတော့မှအသက်16နှစ်လောက်ကနေစက္ကပ်ခဲ့ပေမဲ့လူတွေအတိမမပြုတ်ပါဘူးဒါပေမဲ့တကယ်ပဲဘုရားရှင်ဒီလိုမျိုးပဲတက်တေခံဝေငှပြီးတော့မှ MCA မှာကျွန်တော် Praise and Worship Leader လုပ်ပါတယ်အခုဒီ
Myanmar Christian Assembly လို့ခေါ်မှာပေါ့ Myanmar Christian Assembly Bangkok က MC မှာကျွန်တော်3နှစ်ကျော်4နှစ်လောက်ကျွန်တော် praise and worship leader လုပ်ပါတယ်ပြီးတော့မှကျွန်တော်ကနေဒါကိုကျွန်တော်ရောက်လာပါတယ်အဲ့မှာတော့စပြီးတော့မှကျွန်တော်မှုတော်ထဲမှာတော့တစ်ဖက်ကအလုပ်လုပ်တယ်တစ်ဖက်ကစက်ကပ်ပါတယ်တကယ်တမ်းတီးတတ်တာရတော့ကျွန်တော်အသက်30မှာကျွန်တော်အဲ့မှာတင်အုပ်ဆရာဖြစ်လာပါတယ်လို့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပြီးတော့ဗောနော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဆရာကအထူးသဖြင့်ဟိုဖျားခေါ်ခြင်းတွေဖျားမှုတော်ဆောင်ခြင်းတွေအမျိုးမျိုးရှိတဲ့ကြားထဲမှာအထူးသဖြင့်ဆရာကိုအနုပညာနဲ့ဖျော်ဖြေမှာဖျားတခင်ကဟိုအနုပညာသမားတွေကိုဆွဲခေါ်ဖို့အတွက်ဖျားတခင်အသုံးပြုတယ်ဆိုတော့တွေ့ရတယ်ဗောနော်ဆိုတော့ဖျားတခင်ကဒီအနုပညာသမားတွေအတွက်ဘာကြောင့်အသုံးပြုတယ်လို့ထင်လဲပြီးတော့ဒီအနုပညာသမားတွေနဲ့ပူးပေါင်းပြီးအမှုတော်ဆောင်တဲ့ခါမှာမလွယ်တဲ့အပိုင်းတွေလည်းရှိမှာဖြစ်တယ်ဘယ်လိုမျိုးတွေအခက်အခဲတွေရင်ဆိုင်ဖြေရှင်းလဲပြီးတော့ဒီအနုပညာသမားတွေပရိသတ်များများသိထားပြီးသားအနုပညာသမားတွေနဲ့ဆရာပေါင်းဖက်ပြီးအမှုတော်ဆောင်တဲ့ခါမှာဝေဖန်မှုတွေလူတွေရဲ့ပြောဆိုမှုတွေနဲ့ပို့ပြီးခံရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ၃ခုလုံးကိုလည်းပြောပြပေးပါရှင်ဟုတ်ကဲ့အဓိကတော့အမှုတော်မြတ်ထဲမှာဖျားသခင်ကလည်းမထင်မှတ်ပဲနဲ့စုံတွေ့စေတယ်ပေါ့နော်ကျွန်တော်အားဖြင့်လာအစိုးရတွေပြောင်းလဲရမယ်ဟလာအနုပညာထဲကနေပြောင်းလဲရမယ်လို့ကျွန်တော်လည်းစိတ်ကူးထဲမှာမရှိခဲ့ဘူးပါဘူးဒါပေမဲ့တခုရှိတာကျွန်တော်တရားဟောပွဲတွေလုပ်တဲ့ချိန်ထဲမှာကျွန်တော်ကတရားဟောပွဲလုပ်တဲ့ချိန်ထဲမှာအစိုးရတွေခေါ်ဖိတ်ပြီးတော့မှဟလာဥစားပေါ့အရင်စောတော့စပြီးတော့မှအခုဆရာစံပီးပေါ့အခုတော့ဆရာစံပီးပေါ့ဆရာစံပီးကဆရာစံပီးရေကျွန်တော်တရားဟောပွဲလုပ်တော့မယ်မိတ်ဆွေတွေခေါ်ပေးပါအောင်ပါဆိုသူလည်းစီစဉ်ပေးတယ်2012ကနေစပြီးတော့ကျွန်တော်မြန်မာပြည်မှာတရားဟောပွဲစလုပ်တဲ့အခါမှာအဲ့လိုအမှုတော်ဒီတရားဟောပွဲတွေလုပ်ပြီးဆိုရင်ဆရာစံပီးကနေပြီးတော့မှဟိုဆိုတော့ခေါ်ပေးဒီဆိုတော့ခေါ်ပေးအဲ့လိုမျိုးတွေသူခေါ်ပေးပြီးတော့စီစဉ်ပေးပါတယ်သူလည်းတကယ်ကျွန်တော်ညီလေးတယောက်လိုလည်းချစ်ရတဲ့သူဖြစ်တယ်ကျွန်တော်စတင်တော့ခေါ်ပေးနဲ့အဲ့လိုမျိုးပေါ့ကိုမျိုးကြီးဆိုလဲဆရာစံပီးအဖြစ်ပဲကျွန်တော်တို့အခင်မရင်းနှီးခဲ့တာလေဆရာစံပီးခေါ်ဖိတ်တယ်ကိုမျိုးကြီးတို့ရောက်လာတယ်အဲ့လိုမျိုးပေါ့ဆိုတော့ကိုမျိုးကြီးက2013ခုနှစ်မှာကျွန်တော်တို့ GMYC ကိုရောက်လာပါတယ်ဆရာစံပီးရဲ့ဖိတ်ခေါ်မှုနဲ့ပေါ့လေရောက်လာပြီးတော့မှကျွန်တော်တို့ခင်မင်သွားကြတယ်ခင်မင်နဲ့မှအမှ2013နောက်ဆုံးညမှာဒီ GMYC နောက်ဆုံးညမှာသူ့ရဲ့ဇနီးတဲ့ပြောင်းလဲပါတယ်သူ့ရဲ့ဇနီးတဲ့ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာတော့ဒီအစီအစဉ်အပြင်ဒီကျွန်တော်တို့တွေလုပ်တဲ့အစီအစဉ်အပြင်ပြောင်းလဲလာတဲ့ပုံမှာနောက်ပိုင်းတော့ကျွန်တော် ਨੇ ပို့ပြီးတော့သွားလာဖြစ်တာများတယ်ဆိုတော့အဲ့ဒီကနေစပြီးတော့မှကျွန်တော်လောက်ဆောင်ဖြစ်တယ်ပေါ့လေအဲ့ရနေမှတဆင့်ကျွန်တော်တရားပွဲ2014မှာလုပ်တဲ့တရားပွဲမဲဆောက်မှာနော်ကရောက်လာပြီးတော့မူယူယူနဲ့ရောက်လာတာမူပြီးတော့ရောက်လာတာဟိုစက်ကချင်းလုံးလို့ဘာလို့ဘာမှမဟုတ်အဲ့လိုမျိုးတချင်းလာဆိုရင်းနဲ့ဒါပေမဲ့ तू ကလည်းအဲ့2014တရားဟောပွဲမှာပဲ तू ကပြောင်းလဲသွားတာအဲ့မှာ size 0လည်းပါတာပေါ့ size 0လည်းပါလာတယ်အဲ့မှာ तू တို့ပြောင်းလဲသွားတယ်တကယ်ပဲsize လည်းအဲ့ရနေစပြီးတော့တီးတတ်တာကြီးကိုဖျားတော့စက်ကတ်တာလည်းတွေ့ရတယ်အဓိကတော့နော်နဲ့ပို့တွဲဖြစ်တယ်နော်လည်းပဲအဲ့ရနေစပြီးတော့တော်တော်လေးပြောင်းလဲတယ်2014နောက်ပိုင်းမှာနော်ပြီးတော့ဂျေမီပြောင်းလဲတယ်ပြီးတော့မှဂျေမီကတော့ဘယ်လိုပြောင်းလဲလဲဆိုတော့ကျွန်တော်တရားဟောဖို့ဂျေမီကရောက်ချလာတာသူ့အမခေါ်ဖိတ်လို့ရောက်လာရင်ねဂျေမီကတရားဟောပွဲမှာပဲသူကတကယ်မျက်ရည်တွေပါနဲ့ပြန်သွားတယ်အဲ့နဲ့စပဲသူလည်းလွတ်မြောက်သွားတယ်ဥစ္စာပေါ့တဖြည်းဖြည်းပေါ့နော်တဖြည်းနဲ့လွတ်မြောက်လာတယ်အလုံးဝကြတော့အခုတော့သူအမေရိကန်မှာရှိတယ်အလုံးဝတော့သူကတော့သူ့အမေနဲ့သူနဲ့ကျွန်တော်အိမ်ကိုရောက်လာပြီးတော့မှဟိုသူလည်းကျွန်တော်တော့လိုက်ပြီးတော့ဆက်ကတ်ချင်တယ်သူ့ဘဝကိုသူမကြော်လွန်နိုင်တဲ့အရာတွေအများကြီးဒါကြောင့်သူ့ကိုလက်ခံပြီးတော့မှသူ့ဆွဲခေါ်ပေးပါပြောတဲ့ခါမှာအေးလုံးလိုက်လို့ရတယ်လိုက်ခဲ့လုံးဝအောင်လုံးလို့ခေါ်တာကျွန်တော်လုံးလိုက်ခဲ့ဆိုစပြီးတော့သူတို့လေးတွေပြောင်းလဲလာတဲ့အပေါ်မှာဂျန်တဲ့လူလည်းရှိပါသေးတယ်ဒါပေမဲ့သူတို့တွေပြောင်းလဲလာပြီးတဲ့ခါမှာသူတို့ပြောင်းလဲပြီးသွားတဲ့ခါမှာဒီရင်ထားခင်းလို့မရအောင်ထားခဲ့ရင်သူတို့ကပြန်လဲနိုင်တယ်လေနော်ပြန်လဲနိုင်တယ်လေနော်ဆိုတော့ကိုမျိုးကြီးကတော့အဲ့လိုမူရစေဝါတွေပါတယ်မရှိဘူးဒါပေမဲ့တိတတာတော့ကိုမျိုးကြီးက GMYC နောက်ပိုင်းမှာ तू ကသူ့မှာတော့လောင်းဥစားပေါ့လောင်းကစားတော့လုပ်တယ်ဟုတ်တော့လောင်းကစားဆိုဘောလုံးပွဲတွေလုပ်မယ်ထီထိုးမယ်ဗာထိုးမယ်နော်အဲ့လိုလုပ်တယ်ဒါပေမဲ့အဲ့ GMYC နောက်ပိုင်းမှာသူ့ဇနီးတွေလည်းပြောင်းလဲပြီးတော့ तू လည်းပဲဆက်ကပ်ပြီးတော့လောင်းကစားလုံးဝမလုပ်တော့ဘူးဒါကတော့ပြောင်းလဲခြင်းလေးတွေပေါ့အဲ့ဆိုနော်တို့ဘာတို့ကတော့မူရစေဝါဂျေမီတို့ဘာလို့အားလုံးပေါ့ဟိုစားလုံးဝတော့မလုပ်တော့ဘူးသူတို့လည်းပြောင်းလဲသွားကြတယ်ဖရားရဲ့ဆိုတော့ပြောင်းလဲပြီဆိုတဲ့အခါမှာလည်းပဲနေရသူတို့နေရဟောင်းပြန်ရောက်ရင်ဒါပြန်မှားနိုင်သေးတယ်ဆိုတော့အမြဲတမ်းသူတို့ပြန်ခေါ်ပြီးတော့မှလိုက်ခဲ့ကြညီလေးတို့တရားဟောပွဲတွေရှိတယ်ဆိုတော့သူတို့ကိုကပြန်
ခေါ်တယ်ဆိုလူတွေထင်တာဟာဆရာဒေးဗစ်လာအဆိုတော်တွေခေါ်ပြီးတော့သိရမလားဟိုဘယ်လိုခေါ်မလဲနာမည်ကြီးအောင်သူ့ကိုသူ promote လုပ်တကယ်တော့မဟုတ်ဘူးတကယ်တော့မဟုတ်ဘူးသူတို့လေးတွေကိုဒီတိုင်းသူတို့ပြောင်းလဲသွားပြီကွာဆိုထားလိုက်ဘာနဲ့တူလဲဆိုတော့ကိုကခလေးမွေးပြီးပြစ်ထားတဲ့တူတူပဲသိရမလားဟိုဘာမှမတွေးမကြွေးမမွေးဒီကလေးတွေတေကုန်မှာပေါ့ဆိုတော့သူတို့ပြန်ဆွဲခေါ်ရင်းနဲ့ပဲအဲ့လိုမျိုးပေါ့သူတို့လည်းပြောင်းလဲလာသူတို့အားဖြင့်သူတို့ကို admire ဖြစ်နေတဲ့လူငယ်လေးတွေကလည်းနားထောင်ရင်းနဲ့ပြောင်းလဲလာတာလည်းအများကြီးသက်သေခံချက်တွေလည်းကြားရပါတယ်ဆိုတော့သူတို့နဲ့သွားလာတဲ့အခါမှာဘာခက်ခဲမှုရှိလဲလို့ပြောရင်တော့ခက်ခဲမှုကတော့ဘာမှမရှိပါဘူးဘာဖြစ်လို့ဆိုတော့သူတို့တွေကလည်းဟိုဘယ်လိုခေါ်မလဲကျွန်တော်လည်းဖြစ်ချင်တာအဆိုတော်လေနော်ဖြစ်လာတာဟိုအဆိုတော်မဖြစ်ဘဲနဲ့ဘိန်းစားဖြစ်သွားတယ်သိရမလားဆိုတော့ကိုလည်းဟိုအဆိုတော်ဖြစ်ချင်တဲ့ပိုးကပါခဲ့တော့အဆိုတော်နဲ့ပေါင်းတဲ့အခါမှာကိုတခါလေအဆိုတော်တွေပါလို့ထင်နေတာဆိုတော့သူတို့နဲ့ပေါင်းတဲ့အခါမှာဟိုโอเคတယ်သူတို့အကြိုက်လဲကိုသိတယ်ကိုကြိုက်လဲသူတို့သိတယ်ဆိုတော့အားလုံးကအရာအဆင်ပြေပါတယ်ဘာမှပြဿနာအကြီးကျယ်ဆိုတာလဲဘာမှလည်းမရှိခဲ့ဘူးဒါပေမဲ့တခါလေမှာတော့အနုပညာသဘောအရသူတို့ကစိတ်ပါမှထားလုပ်ချင်တဲ့လူတွေရှိတယ်နော်ဆိုသူထားချင်မှထားတယ်စိတ်အစီအစဉ်ကစနေပြီသူကအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုနော်ပြန်သွားဆွဲခေါ်ရတယ်နော်ညီလေးထားအစီအစဉ်စတော့မယ်ဒါမျိုးတွေပေါ့ဂျီမီကတော့သူက very active သူများမစသူကတနာရီမှကြိုထားနေပြီအစီကံရှိဆုံးကတော့ကိုမျိုးကြီးပေါ့နော်ဆိုအလုံးလောတာခက်ခဲရှိလားဆိုသူတို့နဲ့တော့ဘာမှခက်ခဲမရှိပါဘူးဟိုနော်ပဲနည်းနည်းဟိုသူကတော့နည်းနည်းအနုပညာအရဆန်တော့သိရမလားသူထားချင်ထားတယ်သူအဲ့လိုသွားခေါ်လဲသူကလာချင်မှလာအဲ့လိုဒါပေမဲ့သူကတော့ဆရာဒေးဗစ်လောက်ချစ်တော့သူနားထောင်ရှာတယ်ညီလေးထားလို့ဆိုသူများခေါ်ရင်သူကစိတ်ကုန်ဝင်စားညီလေးလာသူ့ကိုအေးစေးချော့ခေါ်သူလာအဲ့ဒါလေးတွေပါပဲဘာမှတော့ဒီလောက်အခက်ခဲတော့မရှိပါဘူးသူတို့နဲ့သွားလာခဲ့ရတာချစ်စရာကောင်းကြပါတယ်အားလုံးဟုတ်ကဲ့အခက်ခဲမရှိပါဘူးခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဆရာနောက်တစ်ခုအနေနဲ့ပေါ့နော်နိုင်ငံအကြီးအကဲနိုင်ငံရေးပြောင်းလဲမဖြစ်ခင်မှာနိုင်ငံအကြီးအကဲတွေစီနိုင်ငံအကြီးအကဲတွေစီထိမှာဆရာတို့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်ပြီးတော့အတူသွားလာတော့လဲကျမတို့မီဒီယာနေသစင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံကြီးကဲထိတွေ့တဲ့အဆင့်မှာဟိုစကားပြောတာရအရင်နဲ့မတူတော့ပို့ပြီးတော့ကိုပြောတာလေးဆိုလို့ရှိရင်သူများတွေကပို့ပြီးသတိထားမိလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာဘယ်လိုမျိုးကိုထိမ့်သိမ်းဖြစ်လဲအဲ့နိုင်ငံကြီးကဲတွေနဲ့ထိတွေ့ပြီးရဲ့နောက်ပိုင်းမှာဟုတ်ကဲ့အဓိကတော့ဟိုကိုပြောဆိုဆက်ဆံတဲ့အခါမှာတော့ဟိုအမြဲတမ်းတော့တတိရှိရတာပေါ့နော်ကိုပြောတဲ့စကားကိုပြန်တာဝန်ယူရတာဟုတ်နော်ကိုပြန်တာဝန်ယူရတဲ့အပိုင်းလည်းရှိတယ်တခုရှိတာကဟိုနိုင်ငံအကြီးအကဲလို့ပြောလိုက်ခါမှာကျွန်တော်ခင်မင်းရင်းနှီးတာတော့ဟိုစားပေါ့အခုဟိုတော့ပေါ့နော်ဒါဒုသမ္မတဟောင်းပေါ့နော်သူကတော့ကျွန်တော်တို့ကသမ္မတမဖြစ်ခင်ကတည်းကကျွန်တော်တို့ဒီသူတို့နယူးဇီလန်မှာရှိကြတဲ့ကျွန်တော်နယူးဇီလန်မှာသွားပြီးတော့တရားဟောပွဲတွေလုပ်ကြတဲ့ကကျွန်တော်တို့ခင်မင်းရင်းနှီးခဲ့ကြတာဖြစ်ပါတယ်ဆိုတော့သမ္မတဖြစ်တဲ့အချိန်မှာကျတော့ဒုသမ္မတဖြစ်သွားတဲ့အချိန်မှာကျတော့သူတို့သမ္မတဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဟိုးတော့နယူးဇီလန်မှာလည်းတွေ့ခဲ့ဘူးတဲ့ရှိတော့သွားလေကြရင်းနဲ့ခင်မင်းရင်းနှီးခဲ့ကြတာပေါ့နော်ဆိုတော့သူတို့နဲ့စကားပြောတဲ့အခါမှာဘုသူတ္တပူရပါတယ်ဘုသူတ္တအများကြီးသူတို့ဆက်လည်းပညာအများကြီးရတယ်ဘယ်လိုလို့သူတို့ကဟာလာဟိုဘယ်လိုခေါ်မလဲဖြစ်လာခဲ့ကြလဲအကြီးကဲတွေနဲ့စကားပြောတဲ့အခါမှာပညာလည်းရတယ်သူတို့စီကိုကတတိထားတယ်သူတို့စီအများကြီးပညာတွေရတယ်သိရမလားဟိုဖျားမပါဘဲနဲ့မဖြစ်လာဘူးဆိုတော့သူတို့ကောင်းကောင်းသိတယ်မပြောတာကျွန်တော်တို့တရားတွေသာသူတို့အကြီးကျယ်တာမဟောတာဒါပေမဲ့နိုင်ငံကောင်းဆောင်တွေကပါရှိဆိုအထဲမှာဖျားကိုယုံကြည်တဲ့ယုံကြည်မှုရှိတယ်ဆိုသိတယ်ဆိုတော့ဘာရသွားလဲဆိုတဲ့အခါမှာဖျားကိုနှလုံးသားထဲကနေတကယ်ယုံကြည်တဲ့သူတွေအသက်တာကိုအချိန်တိုင်းဖျားချီးမြှောက်ပါလားဆိုတာလေးသိလာတယ်ပြီးတော့မှအကြီးကဲတွေနဲ့စကားပြောတဲ့အခါမှာတော့ဘုရားသခင်ရဲ့ဉာဏ်ပညာကတော့အဓိကဖြစ်တာပေါ့ဆိုတော့ဘုရားခင်ထံကလာတဲ့ပညာနဲ့ပြောဆိုတတ်လာတယ်ဟိုခါလီမှာကျွန်တော်လှုပ်ခနဲ့ပြောတတ်တဲ့အကျင့်တွေရှိတယ်ဒါပေမဲ့သူတို့နဲ့စကားပြောပြီးတဲ့အခါမှာငါစကားဥစ္စာပေါ့နော်တကယ်ကိုအရေးကြီးပါလားဆိုတော့သိလာတဲ့အချိန်မှာပို့ပြီးထိန်သိမ့်ပြောလာနိုင်တဲ့ဥစ္စာပေါ့တမတတိနဲ့ပြောလာနိုင်တဲ့ဟာလေးတွေကတော့ပညာရလာတာပေါ့အဲ့ဒါလေးတွေကတော့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကျေးဇူးများတင်တယ်ပြီးတော့ဆရာပေါ့နော်အခုတရားဟောခဲ့တဲ့နိုင်ငံပေါင်းနဲ့တရားဟောပွဲပေါင်းဘယ်နှခုလောက်ရှိမလဲအားလုံးပေါင်းဆရာမမိတလောက်ပေါ့နိုင်ငံပေါင်းကတော့ကျွန်တော်20ကျော်30နီးပါးလောက်ရှိမှာပေါ့နော်ရှိမှာပေါ့ဆိုတာကြော်လဲကြော်နိုင်ပါလေပြန်တွိုက်တော့ရမှာပေါ့30နီးပါးလောက်တော့ရှိလိမ့်မယ်နိုင်ငံပေါင်းဆိုတော့တရားဟောပွဲပေါင်းကတော့ကျွန်တော်2009ကနေတောက်လျှောက်တရားဟောတယ်ဆိုတော့တရားဟောပွဲပေါင်းကတော့
yaji gana mo town laudo machine now ma chano shi gang la shi nai na bo chano ma yi twat nai do ba lo so chano 2009နဲ့ တောက်လျှောက်ဟလာဟိုတောက်လျှောက်သွားခဲ့ရတဲ့ဟာတွေကြည့်မယ်ဆိုတော့တော်တော်များပါတယ်ခင်ဗျဟုတ်ကဲ့မရတွက်နိုင်မရတွက်ထားတော့လေဟုတ်ကဲ့တော်တော်များပါတယ်ခင်ဗျဟုတ်ပြီးတော့ဗောနော်ဆရာဟိုတလောကလုံးကဆရာကိုစင်မြင့်ထက်မှာလက်ခုပ်တီးအားပေးတဲ့ချိန်ရှိမယ်ပြောရှင်အစိုးဆုံးအနေနဲ့ဗောနော်ထောင်ထဲရောက်နေတဲ့အချိန်မှာစိတ်ဓာတ်တွေကျမလေးလာမိတလောက်ဆိုလို့ရှင်တမချန်းစာတိုင်းမှာပဲကြည်အမှုတော်ဆောင်တွေကပို့ပြီးတော့ emotional ဖြစ်လွယ်တယ်လေဆိုတော့စိတ်ဓာတ်မကြတော့ဆရာကိုဘယ်ຢာတွေကခွန်အားပေးတယ်လဲတွန်းအားပေးတယ်လဲဟိုလူတွေရဲ့ချီးမြှောက်ခြင်းခါတဲ့ချိန်မှာပဲဖြစ်ဖြစ်အနိုင်ဆုံးဖြစ်တဲ့ထောင်ထဲမှာရောက်တဲ့အချိန်မှာပဲဖြစ်ဒီကတော့ဟိုလူဖြစ်တဲ့အလျောက်တော့เนาะကျွန်တော်2009ကနေစပြီးတော့မှကျွန်တော်တော်တော်လေးဖះအသုံးပြုခြင်းခံရတော့တိတတကြီးကျွန်တော်တီးခဲ့ရတယ်2009မှာဖះကျွန်တော်အရန်အသုံးပြုတယ်အထူးသဖြင့်တော့ Australia မှာစပြီးနှုတ်ထားမှုတွေစဖြစ်တယ်2009ကျွန်တော်ဒီ combine camp ပေါ့အသင်းတော်တွေအားလုံးပေါင်းပြီးတော့လုပ်တဲ့ camp မှာကျွန်တော်သွားပြီးတော့တရားဟောတယ်2009မှာတရားဟောတဲ့နောက်ပိုင်းမှာလူတွေတော်တော်များများအိမ်အောင်တွေတော်တော်များများကပြောင်းလဲလာပြီးလွတ်မြောက်လာကြတယ်အဲ့ဒီကနေမှတဆင်ကျွန်တော်အဲ့ဒါတော့ဒီဆစ်ဒနီမှာလောက်တာဖြစ်တယ်ဆစ်ဒနီမှာလောက်ရင်လည်းကျွန်တော်ဒီမဲလ်ဘန်ကိုရောက်သွားတယ်မဲလ်ဘန်မှာလည်းအော်ဘွေယာကတရက်ပြီးတရက်ကျွန်တော်တရားဟောဖို့မှာလူတွေပြည့်လာပြီးလူတွေအရန်လွတ်မြောက်ခြင်းတွေရလာကြတယ်ပြီးတော့ခလေးတွေကအစတကယ်ဝိညာဉ်တော်နဲ့တိုးထိပြီးတော့ပြောင်းလဲလာကြတယ်အဲ့ရနဲ့စပြီးတော့ကျွန်တော်ဖခင်အရန်အသုံးပြုလာတယ်2009 2010 2011 2012အဲ့ဒီအချိန်တွေအားလုံးကကျွန်တော်ဘယ်လိုခေါ်မလဲအရှိအနောက်တောင်မြောက်ကိုကျွန်တော်ဒီမနာမနေကိုတရားဟောရတဲ့တရားဟောပွဲခုနကြောင့်ဒါကြောင့်ကျွန်တော်ပြောတာမကြီးမတွက်နိုင်လောက်ယူရိုပရောက်သွားလိုက်ဩစတြေးလျပြန်ရောက်လိုက်ဒီ US ကိုပြန်ရောက်လာလိုက်ပြီးတော့မှဒီအာရှဘက်ကိုပြန်သွားလိုက်အဲ့လိုမျိုးလှည့်နေတဲ့ဟာလေရင်ပေါ်မှာပဲကျွန်တော်အိပ်ရတဲ့အချိန်တွေလည်းရှိရတခါလေမှာဆိုစူးစမ်းပြီးတော့အဲ့လောက်ထိဘုရားရှင်အသုံးပြု2012မှာကျွန်တော်မြန်မာပြည်ထဲဝင်သွားတယ်မြန်မာပြည်ထဲဝင်ပြီး2012ကနေစပြီးတော့မှဖခင်ကျွန်တော်မြန်မာပြည်ထဲမှာသုံးပြီး2013မှာ GMYC အပြင်ဘုံဆိုတော့လှုပ်လိုက်တဲ့အချိန်မှာဟာလာအမှုပညာတွေလည်းအများကြီးပြောင်းလဲလာကြတယ်နောက်ဆုံးရုပ်ရှင်လောကလူတွေပါပြောင်းလဲလာတာတွေ model တို့ဘာတို့အများကြီးပြောင်းလဲလာကြတယ်တော်တော်လေးလည်းလွတ်မြောက်လာကြတယ်ပြီးတော့မှပြောမယ်ဆိုတော့ကျွန်တော်ဖခင်အသုံးပြုတာကဂိုင်းကနတွေတော်တော်များများလွတ်မြောက်တယ်ဂိုင်းကနဆိုတာပြောတဲ့အခါမှာဟိုRC ထဲကတော့ Anglican တို့ပြီးတော့မှတကယ်ကိုဘာသာကြီးတွေထဲကနေလွတ်မြောက်ပြီးတော့မှတကယ်ကိုဖခင်ကိုတကယ်အားရပါရကိုးကွယ်လာတဲ့အတ္တတာတွေဖြစ်လာပြီးတော့တရားဟောပွဲတိုင်းမှာတကယ်ကိုကြိတ်တိုးဖြစ်လာပြီးတော့ကျွန်တော်တရားဟောပွဲတိုင်းမှာလူတွေတော်တော်လေးတွေပြည့်ရှံပြီးတော့မှဖခင်ရှင်အသုံးပြုတယ်ဆိုကျွန်တော်လာပြီးဆိုရင်တကယ်လက်ခုပ်တန်တွေခုနပြောလို့ပေါ့လက်ခုပ်တန်တွေကြဟာဆရာတေးပြီးတော့တွေးချင်လုံးလို့ဘယ်နှရက်လမ်းလျှောက်လာတာဘယ်နှရက်ကားမောင်းလာတာတွေမှအစကျွန်တော်ဘယ်နေရာသွားလိုက်တဲ့သူတွေကအဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲအများများလာတာဆိုဆရာတေးပဲလားတစ်ချိန်တည်းမှာပဲဟာလာကျွန်တော်ထောင်ထဲမဝင်ခင်ချိန်ကဒါကျွန်တော်ရဲ့တကယ်ကိုစေးရုံမရောက်ဘူးထောင်ထဲမဝင်ခင်ချိန်တော့ကျွန်တော်ရဲ့တကယ်ကိုဟိုတရားဟောပွဲတောင်မလုပ်တော့ဘူးအဲ့ချိန်မှာဆိုကျွန်တော်ဒီ online မှာကျွန်တော်တရားဟောတဲ့ချိန်ဒါပေမဲ့ကြည့်တဲ့လူကကြောက်စရာကောင်းလောက်များလာတယ်မြန်မာပြည်မှာတော်တော်များသိလာတယ်လူတွေကလည်းပဲလွတ်မြောက်လာကြတယ်တဖြည်းဖြည်းနဲ့အကြီးကျယ်လွတ်မြောက်လာကြတာဆိုတော့အဲ့ဒီချိန်မှာလက်ခုပ်တန်တွေရောတွေ့ချင်တဲ့သူတွေကိုကျွန်တော် meeting တွေကအများများတယ်သိရမလားအမျိုးစုံပဲဟိုကဏ္ဍအသီးသီးရနေနိုင်ငံရေးဆိုနိုင်ငံရေးအကြီးကဲတွေမှစတွေးချင်လာကြတယ်ဟိုကဒီကအများကြီးပေါ့အများကြီးတွေးလာတယ်ပြီးတော့မှကျွန်တော်ရှင်းပြောမယ်ဆိုတော့ဘယ်ကဏ္ဍမှာဆိုကျွန်တော်မသိတဲ့လူမရှိလောက်အောင်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တော်တော်လေးဖះရှင်ကောင်းကြီးပေးပြီးအသုံးပြုလာတဲ့အချိန်ပေါ့နော်တကယ်ကိုအမြင့်ဆုံးအချိန်မှာတုံးဆိုပြီးတော့ကျွန်တော်အောက်ဆုံးကိုရောက်သွားတာရှင်းပြောမယ်ဆိုတော့ဆေးရုံရောက်သွားတာဆေးရုံရောက်သွားတဲ့အခါမှာကျွန်တော်တကယ်ဟာလာကျမ်းမာခြင်းကြောင့်ပြောတဲ့သူကျွန်တော်အပြင်လူတွေအများကြီးပြောင်းလဲတဲ့သူပြီးတော့မှကျွန်တော်အဖြစ်ကျမ်းမာခြင်းအများကြီးရတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆေးရုံရောက်သွားတဲ့အခါမှာလူတွေတော်တော်များများကဟာသူမြောက်တော့ဆူတောင်းပြီးတော့ပြောသူကတော့ဘာလို့ယောဂဖြစ်လဲပြီးတော့မှထောင်ထဲတစ်ခါလေးရောက်သွားတယ်အဲ့အချိန်မှာကျွန်တော်ဖះအောင်မေးတယ်ဖះသခင်လက်ခုပ်တန်နေကြားမှာအများကြီးကြားမှာကျွန်တော်ဖះခင်အရန်ချီးမြှောက်ခဲ့တယ်ဝုန်းဆိုပြီးတော့မှဆေးရုံရောက်သွားတယ်လူတွေအားလုံးအတွေ့အကြုံတွေဖြစ်ကုန်တယ်ပြီးတော့မှထောင်ထဲရောက်သွားတယ်
ဖျားရှိအစတဲ့ကျွန်တော်မချီးမြောက်ပါနဲ့လားချီးမြောက်ပြီးတော့မှကျွန်တော်ဘာဖြစ်လို့ဟိုအောက်ဆုံးရောက်တဲ့ခါမှာလူတွေကပါတန်တရားတွေဖြစ်ကုန်ပြီလူတွေကပါဖြစ်ကုန်ပြီမိကုမေးတယ်ဖျားတစ်ခုမှမဖြစ်ဘူးထောင်ထဲရောက်သွားအခါမှာလုံးဝဖျားမဖြစ်ဘူးတရက်နှစ်ရက်သုံးရက်ဘာတမှမကြောက်အယံပင်မနေပြီလူကလည်းဆိုအခန်းထဲမှာလည်းအယံပူတယ်ချွေးရလည်းတော်ကြတခါ15မိနစ်တခါအင်ကြီးချွေးညှစ်ချလိုက်ချွေးရတော်ကြနေပြီဒီအဒရိတ်ကလည်းဖြစ်နေပြီရေကလည်းမလုံလောက်ဘူးဟဲ့လားချွေးရလည်းရမ်းကျနေပြီ3ရက်မြောက်တော့မှလုံးဝမခံနိုင်တော့တဲ့ခါမှာဖျားသခင်ကိုတော့ကျွန်တော်စကားလည်းမပြောတော့ကျွန်တော်လောကမှာထားဖို့လိုတော့မရှိတော့ဆိုကိုတော့ကျွန်တော်ရုပ်သိမ်းလိုက်တော့အဲ့လိုပြောရင်းနဲ့နေရတဲ့အရန်ခတ်တဲ့ချိန်မှာည2နာရီလောက်ရှိပြီအဲ့ဒါ3ရက်နေည2နာရီလောက်ရှိပြီအဲ့ဒီချိန်မှာမေးတဲ့မေးခွန်းတစ်ခုမှမဖြေဘဲနဲ့ तू ကမေးခွန်းလာမေးတာဖခင်နားထဲကနေဆက်ကြားတယ်ตาမင်းချီးမွမ်းနိုင်သေးလားတခါလေးမှကိုနားမလည်နိုင်တဲ့အရာတွေကိုဖြစ်လာတယ်ကိုတော့ကျွန်တော်အရန်ချီးမြောက်တယ်ရုပ်ရှင်လောကအစဘယ်အစညာအစကျွန်တော်တွေ့ရှင်တဲ့သူတွေအများကြီးအနုပညာလောကအစစီးပွားရေးလောကအစတွေ့ရှင်တဲ့သူတွေအများကြီးအဲ့ချိန်မှာကျွန်တော်နားမှာဆိုစီးပွားရေးဟလာတကယ်ဟလာတကယ်ဟိုဖြစ်နေသူတွေအရန်ကျွန်တော်နားမှာအကုန်ရှိတယ်တွေ့ရှင်တဲ့သူတွေကျွန်တော် appointment တွေလုပ်ရတာတော့အဲ့ချိန်မှာဒုံးဆိုပြီးကြာသွားတဲ့အခါမှာလူတွေရဲ့ဘုရားဘာပြောလဲဆိုတဲ့အခါမှာမင်းချီးမွမ်းနိုင်သေးလားဒါပဲမေးတယ်ကိုမေးတာတခုမှမဖြေဘူးမင်းချီးမွမ်းနိုင်သေးလားဒါနဲ့ပြန်ဖြေတာတခုပဲရှိတယ်ကိုတော့နောက်ဆုံးထွက်တတ်ထိကိုတော့ကျွန်တော်ချီးမွမ်းပါမယ်အဲ့ဒီချိန်ကစပြီးတော့ဖះဘာတွန်တင်လဲဆိုတဲ့အခါအဲ့ချိန်နဲ့စပြီးတော့တကယ်ကို release ဖြစ်သွားတယ်ထောင်ထဲမှာရောက်တယ်လို့မခံစားတော့ဘူးအဲ့ရနဲ့စပြီးတော့မှလူတွေမြောက်များစွာကျွန်တော်ထောင်ထဲမှာပေါ့နော်ကုညီတဲ့သူတွေမစားတဲ့သူတွေကြီးကဲတဲ့ဆက်ရောက်လာပြီးတော့ကုညီနေထောင်မှာတော့မှထောင်သားလို့မဟုတ်တော့ဘဲနဲ့ဟိုထောင်မှုလို့ပါလို့ပြန်ဖြစ်လာပြီးတော့တင်ထောင်ကိုအများကြီးကုညီနိုင်တဲ့သူပြန်ဖြစ်လာခဲ့ဆိုတော့ဘာရခဲ့လဲလို့ပြောတဲ့အခါမှာโอเคလက်ခုပ်တန်နေကြားထဲမှာမင်းငါ့ကိုမင်းချီးမွမ်းနိုင်တယ်လို့မင်းအောက်ဆုံးရောက်သွားတဲ့အခါမှာလဲမင်းငါ့ကိုချီးမွမ်းနိုင်လားကျွန်တော်ဘာတင်ယူရလဲဆိုတဲ့အခါမှာကျွန်တော်တို့ကိုဒီထက်တာ၍ဖျားချီးမြှောက်ခြင်းရင်အဲ့ဒီဆာမွေလူတိုင်းကိုစစ်တယ်လို့ကျွန်တော်ယုံတယ်။ဘာစစ်တာလဲထိတ်ဆုံးမှမင်းချီးမွမ်းနိုင်တယ်လို့လက်ကုပ်တန်နေကြတဲ့မှာမင်းချီးမွမ်းနိုင်တယ်လို့ငါ့ကိုအောက်ဆုံးရောက်တဲ့အခါမှာမင်းမဖြစ်ချင်ဆုံးအရာမှာလူတွေမင်းကိုအခုချိန်မှာဟာလာနားမလည်နိုင်တော့တဲ့ချိန်ဖြစ်ကုန်ပြီ။မင်းရဲ့မှာမင်းချီးမွမ်းနိုင်သေးလား။မင်းချီးမွမ်းနိုင်သေးလား။ချီးမွမ်းနိုင်ပါတယ်ကိုတော့အဲ့ဒါကအခုကြုံတွေ့ခဲ့တဲ့အတွေ့အကြုံအလုံးကိုမဖြစ်ချင်တဲ့အရာတွေဖြစ်ရတာကိုရောက်ရမယ့်နေရာကိုရောက်ဖို့အတွက်ဘုရားခင်ပြင်ဆင်ခိုင်းတဲ့အရာဖြစ်တယ်။ကိုရဲ့ပန်းနိုင်ကိုရောက်တော့မယ်ဆိုရင်ကိုမဖြစ်ချင်ဆုံးအရာကိုအမြဲတမ်းရင်ဆိုင်ရတယ်အဲ့ဒါလူတိုင်းပဲ။ကိုမျော်မှန်းတဲ့ပန်းနိုင်ကကြီးလေမြင့်လေကိုအစ်စ်ခါမဲ့စာမှုပွဲကျန်းလေပဲ။အဲ့ဒီစာမွေပြီးရင်တော့ကိုရောက်အောင်မဲ့ပန်းနိုင်ကိုအခုဆိုရင်တော့ဘုရားရှင်ကကျွန်တော်ရောက်ရမယ့်ပန်းနိုင်ကိုလမ်းနေတဖြည်းဖြည်းနဲ့ဖွင့်နေပါပြီဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့အင်မတန်မှခွန်အားရစရာကောင်းတယ်ကျမတို့ကြားနားထောင်နေနေတော့မှစက်သိမ်းထားတယ်ပေါ့နော်တကယ်ဖရားရဲ့တကယ်တွေးရှိခြင်းကတကယ်ပဲကြီးမားတဲ့ထူးခြားတဲ့ပြောင်းလဲမှုဖြစ်စေတယ်မင်္ဂလာပါဇဒန် TV ကနေပြောပြန်လည်ပြီးကြိုဆိုပါရစေဒီနေ့ကတော့ဆရာဒေးဗီလာနဲ့တွေ့ဆုံမေးမြန်းခြင်းအပိုင်းနှစ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဟုတ်ကဲ့ဆရာဆနာကမေကွန်းကိုကျမတို့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဆရာကိုဒီလိုမျိုးအောင်မြင်စေတယ်ဟိုလှုပ်လေရတိုင်းမှာအကြံစီထားမြောက်စေတယ်အဓိကတော့ချက်ကဘာများဖြစ်မလဲအဓိကတော့ချက်ကတော့ဟိုနံပါတ်1ကတော့ဘုရားသခင်ကျေးဇူးတော်ဖြစ်ပါတယ်ဘုရားသခင်ကတော့ဟိုသူ့ရဲ့ကျေးဇူးတော်တတ်နဲ့ကျွန်တော်ကိုသုံးတယ်တခုပဲသုံးတဲ့အခါမှာကျွန်တော်တို့ကနှလုံးသားအဓိကပဲလို့ကျွန်တော်ယုံကြည်ပါတယ်အယံစက်ကတ်တာလည်းကောင်းပါတယ်အယံဘုရား၌စက်ကပ်ပြီးတော့မှအားကြီးပြီးတော့ဘုရားအတွက်လှုပ်တာလည်းရှိတယ်ဒါပေမဲ့တကယ်အောင်မြင်ခြင်းတဲ့သူတွေအတွက်ကျွန်တော်ပြောပြချင်တာကတော့ကြိုးစားတာမမှားဘူးစက်ကတ်တာလည်းမမှားဘူးဘုရားသခင်ကိုတကယ်ကိုးစားပြီးတော့သွားတာလည်းမမှားဘူးအောင်မြင်ခြင်းရဲ့လှုပ်ဝက်ချက်တစ်ခုကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့နံပါတ်1ကျေးဇူးတော်သိခြင်းနံပါတ်2မိမိရဲ့နှလုံးသား
နှလုံးသားတော့အဓိကကြားတယ်ဘာလို့ဆိုစိတ်နှလုံးကောင်းစားရင်အရာရာကောင်းစားခြင်းနဲ့ကြမ်းမာခြင်းရှိမယ်လို့ပြောတဲ့အတွက်ကြောင့်တော့နံပါတ်1ကတော့ဂျေဇုတော်သိရမယ်ဂျေဇုတော်သိတဲ့လူကဂျေဇုတော်တာ၍ခံစားလာရတယ်ဆိုတော့ဂျေဇုတော်လို့ပြောလိုက်ကိုလှုပ်တာဘာတစ်ခုမှမရှိတော့ဘူးဖခင်ဘက်ကလှုပ်ပေးတာကိုနားလည်သွားတာဂျေဇုတော်ကိုခံစားခြင်းဂျေဇုတော်ကိုသိတော်သူဖြစ်ရမယ်ဂျေဇုတော်သိရင်ဂျေဇုတော်တာ၍ခံစားလာမယ်ဆိုတော့ဂျေဇုတော်လို့ပြောတဲ့အခါမှာကိုကနေပြီးတော့မှငါစက္ကန့်နိုင်လို့ဖခင်ငါ့ကိုသုံးတာမဟုတ်ဘူးဟုတ်လားငါဖခင်ကိုပေးဆက်နိုင်လို့ဖခင်သုံးတာလည်းမဟုတ်ဘူးသို့တော်ညာလည်းပဲဂျေဇုတော်ကိုနားလည်လာတဲ့အခါမှာအော်ငါကမထိုက်တန်မဲနဲ့ဘုရားသခင်ငါ့ကိုအသုံးပြုပါလားဆိုတော့သိလာတဲ့အပေါ်မှာဘုရားခင်တို့အကောင်းဆုံးလှုပ်ပေးခြင်းနဲ့နှလုံးသားဘုရားကိုလူတွေအယံရစေခြင်းနဲ့ဘုရားကိုလူတွေအဲ့ဒီဘုရားနဲ့လူတွေကိုယဉ်နီးစေခြင်းနဲ့အဲ့ဒီဘုရားနဲ့တွားလိုက်အယံပေါ့ပါတယ်ဆိုတာသိစေခြင်းနဲ့အဲ့ဒီနှလုံးသားလေးတစ်ခုပဲရှိတယ်ဆိုတော့ဖះဘာလို့သုံးလဲလို့ပြောရင်တော့နံပါတ်1ကတော့သူ့ရဲ့ဂျေဇုတော်ကိုတည်သွားတယ်ဂျေဇုတော်ဆိုတာကိုကောင်းလို့ကိုဖះသခင်ကရွေးကောက်တာမဟုတ်ဘူးကိုမကောင်းခင်ကတည်းကကိုဖះသခင်ရွေးကောက်ထားတယ်ဆိုတာသိလာတယ်မချစ်အပ်တော့သူအချစ်လို့ခေါ်တယ်မထိုက်တန်တော့သူထိုက်တန်စေတယ်မစုံလင်တော့သူစုံလင်စေတယ်အဲ့ဒီခါမှာဖះကမစုံလင်တော့သူကိုစုံလင်စေတဲ့ဖះဖြစ်ပါလားလို့သိလာတာနဲ့အမျှလူတွေကိုသိစေခြင်းတယ်အထူးဖြင့်လူမိုက်လားတခိုးလားဓမြလားမဒိန်ကောင်းလားကြိုက်တဲ့လူပဲဖြစ်ဖြစ်ဖရာသခင်ထံသို့တိုးဝင်ရင်ဖရာအရှိတိုင်းအားလုံးလက်ခံပြီးတော့မှသူ့ကိုပြုတ်ပြင်ပြီးတော့ကောင်းကြီးပေးတဲ့ဖရာဖြစ်တယ်ဆိုတာသိလာတယ်သိလာတဲ့အခါမှာအဲ့ဒီအရာပေါ့ပြောချင်တာဖရာလူကောင်းပဲရွေးကောက်တာမဟုတ်ဟဲ့လားဖရာကအရှိတိုင်းတိုးဝင်လာတဲ့သူတိုင်းကိုဟဲ့လားသူကရွေးကောက်တည်တာမကဘူးချီးမြှောက်တဲ့ဖရားဖြစ်တယ်ဆိုတာသိလာတဲ့အခါမှာငါလိုကောင်မျိုးတောင်မှချီးမြှောက်တဲ့ဖရားကငါလိုကောင်မျိုးတောင်မှကောင်းကြီးပေးတဲ့ဖရားလူတိုင်းကိုချီးမြှောက်နိုင်တယ်လူတိုင်းကောင်းကြီးပေးလာတည်တဲ့အခါမှာဒီစေတနာစိတ်ကလေးတစ်ခုဟာလူတွေပြောင်းလဲစေချင်လားအဲ့စေတနာစိတ်နဲ့ဟောတာပေါ့ဆိုတော့အောင်မြင်ဖို့အတွက်အရေးကြီးဆုံးအရာကိုပြောပါဆိုရင်နံပါတ်1ကျေးဇူးတော်သိရမယ်နံပါတ်2စေတနာထားရမယ်ဘာလို့စေတနာရှိရမယ်နံပါတ်3မေတ္တာထားရမယ်ဒီ3ချက်ရှိရင်တော့အောင်မြင်ပါတယ်ဟုတ်ကဲ့အင်မတန်မှတန်ဖိုးရှိတယ်ပေါ့နော်ဆရာပြီးတော့ဆရာကအပြောတသက်မဟုတ်ဘဲနဲ့ကျမတို့ချင်းလူမျိုးတွေအတွက်လည်းအများကြီးပါဝင်တာကိုလည်းတွေ့ရတယ်အဲ့အတွက်လည်းချင်းလူမျိုးတွေကိုစားကျမတို့မီဒီယာအနေနဲ့ကျေးဇူးတင်တယ်ဆိုတာလည်းပြောပြချင်တယ်ဆိုတော့ဆရာအနေနဲ့ဒီလူမျိုးဖရားရဲ့ကျေးဇူးတရားတွေနားလည်တယ်ပြီးတော့အပြောတသက်မဟုတ်ဘဲနဲ့ဒီလူမျိုးလက်တွေ့ပေးကမ်းနိုင်တဲ့အထိဆရာအမြဲတမ်းနဲ့ပတ်စံကပိုရှာနေမှာမဟုတ်ဘူးလို့တော့ကျမတို့ယုံတယ်ဆိုတော့အဲ့လူမျိုးတွေမြများပေးကမ်းတဲ့အရာတွေကဆရာဘယ်ကနေပြီးတော့ထွက်ပေါ်လာလဲအဓိကတော့ကျွန်တော်မြန်မာပြည်ကထွက်လာတဲ့အထီတော့ကျွန်တော်ပေးကမ်းချင်နားမလည်သေးဘူးဒါပေမဲ့ဒီနိုင်ငံခြားရောက်လာပြီးတဲ့အချိန်မှာကျွန်တော် conference တွေလိုက်တက်ဖြစ်တယ် conference တွေတက်တဲ့အခါမှာဒီဘယ်လိုခေါ်မလဲကျွန်တော်တွေ့ခဲ့တဲ့အမှုတော်ဆောင်တွေနဲ့ဒီအမှုတော်ဆောင်တွေအားလုံးတော့မဟုတ်ပေမဲ့လေတကယ်အောင်မြင်တဲ့အမှုတော်ဆောင်တွေကိုကျွန်တော်လိုက်ပြီးတော့လေ့လာတဲ့အခါမှာသူတို့ကယူဖို့တက်ပေးဖို့အကြောင်းအမြဲတမ်းပြောတဲ့သူတွေဖြစ်တယ်ဥပမာကျွန်တော်ကြည့်အခုကျွန်တော်ထိုးဆာအိုကလာဟိုမာကိုရောက်နေပေါ့နော်ကျေးဇူးတော်ကြောင့်ဒါတကယ်ကိုဥစ္စာပေါ့တကယ်ကောင်းကြီးမင်္ဂလာခံစားတဲ့မြေကြီးပေါ့ဒါကြီးရတော့ဆိုအိုကလာဟိုမာဆိုရင်ဒီအရှိတက်ဆိုရင်ဒါ Oral Roberts ဟာလာ University ဆိုပထမဆုံးကျွန်တော်ကစပြီးတော့ကျွယ်ဝချင်းအကြောင်းပေးကမ်းခြင်းကိုနားလေသွားတာက Oral Roberts ရဲ့စာအုပ်ဟာလာပါလဲmusic နော်ဟာလာ miracle seed တို့ဟာလာပါလဲဟာလာ seed faith လာဟာလာ seed faith အကြောင်းတွေသူစာအုပ်တွေထွက်တယ်ကြော်ဖတ်တယ်ဖတ်ရင်းနဲ့စာအုပ်မှာပဲသူကအဖြေရှိတာမဟုတ်ဘူးသူတို့လက်တွေကဘယ်လိုလူကြီးတွေလဲတကယ်ပေးကမ်းတဲ့လူကြီးတွေပြီးတော့မှဟာလာကြည့်လိုက်လေသူတို့ရဲ့အကြောင်းကြီးကြောက်စရာကောင်းလောင်အကြီးတွေလေနော်ဒါတွေကသူတို့ပေးကမ်းခြင်းနဲ့တကယ်ကိုအောင်မြင်ခဲ့တဲ့လူတွေဖြစ်တယ်ဆိုတော့သူနဲ့ပတ်သက်တဲ့သူတွေအားလုံးကြည့်လိုက်ဟာလားဘယ်လိုခေါ်မလဲသူနဲ့ယဉ်နေတဲ့သူတွေအခုဆိုရင်ဒါသာသနာဒီအမေရိကန်မှာဆိုရင်တိတ်ချမ်းသာလို့ပြောလို့ရတယ် Kenneth Copeland ဒါဆိုသူရဲ့ဟာလားဝိညာဉ်သားလို့ပြောလို့ရတယ်သူဆိုလဲဘယ်လောက်ထိကျွယ်ဝလဲဘယ်လောက်ထိအောင်မြင်လဲဆိုတော့သူတို့စာအုပ်တွေလေ့လာတဲ့အခါမှာတွားတွေ့တဲ့အဓိကချက်ပါလဲဆိုတော့ပေးကမ်းခြင်းတို့တွေကစဉ်းစားရင်ဘယ်ကနေရမလဲစဉ်းစားတယ်သူတို့ကဘယ်လိုပေးရမလဲပဲစဉ်းစားတဲ့လူတွေဖြစ်တယ်ဆိုတော့အဲ့ခါမှာဘာတစ်ခုရသွားဆိုတော့တို့ဖရားရဲ့နှလုံးသားကို
so thing you tap so the pure water. So for God so loved the world that he gave his only begotten. So chit and loop your come chit and yet wala paya mayabu balole. He gave payday so tea come. Oh hala. General go where payaga take a pecan tate payaive. So payaga Abraham wo kauji page in their kama. Pecan chins what to get off. Pasani shall be them all. Nalona digava. Nalona diga. Page in it, say the gation, paya bida babe. Bina in a queen paya bida babe. Abraham will do country a young page in a kama paya. Pecan chin or satin be a blue tin bile. Mean Peter and me yam. So me at Udido town now pay. Also, Abraham got pinela. Pina is a tea to a kama paya. Edima, pure as a got 2,000 pina is a tea let tea to. Now country payment over my bureau. Now meal a sin. Country payment so they have lot. Oh, pay can take to go pay up pay so nale to come. Oh, pay principal pay can chime. Palu pay can chim pay atenal. Ata mashi out them beda. Liwa babelo mature water. Ata jam mature wajara. So the payaga chue watching a come about thing le me atawo. She damatin mene. Me look at it to me. Pay can take to Mazata. Nala she don't alone that. Mima she me chue watching Missy Lama, so the wop out the near and Sabido. Couldn't allow now PM light, a blue pian lightly. Now be any yamless on my sins out. Now do pay am lebe sins out. So Lucia Yabu Masins out and Lu pay by sins I do up and bile. Pay up and bile. So Lude go pitching and alone that Loka in my look and do people yan to a sins out do, but do up and county bile. Pay up and county bile. So any concept could not let what I say. Oh, Payaga. Ala mi jibo ma philu the miao ba long le kaung ngin bwa ni philu me so le ha ga pe kan chin ni ya ma be di ya pe li li ho ha ya li le so ba na le twa le phaya the kin an au pwe ya tu a lou saung ne phaya da me ko nalong na tu nalong na ne nyi la so a mye dan san sit de phaya min pe tet la pe tet nga me pe me ai ne sa pi do ma ba be phit phit pe kan chin sa tim lo pyin sin ne phaya ne sa le 10shin 10sa pe bo 10shin 10pe lai ba phit la le phayaတရားပေးလာတယ်တရားနဲ့တထောင်ပေးလာတထောင်ကနေတထောင်ပေးလာတယ်အဲ့လိုပေးလာတဲ့ပုံမှာဘာဖြစ်လာလဲပေးလေဖျားပေးလေပေးလေဖျားပေးလေပေးလေဖျားပေးလေဆိုတော့ကျွဲဝချင်းဘယ်ကနေစလဲလို့ကျွန်တော်ရဲ့အသက်တာမှာတော့ငွေချင်းနဲ့ပတ်သက်တဲ့ကျွဲဝချင်းဘယ်ကစလဲဆိုရင်ရှင်းပြောရရင်တော့ကျွန်တော်တီးတင်ကနေစတာဂုဏ်ယူပါတယ်တီးတင်ကနေစတာဘာလို့တီးတင်နဲ့စလဲပြောတဲ့အခါမှာကျွန်တော်ပထမဆုံးကျွန်တော်သိန်း200ကျွန်တော်သူများလက်ဆောင်လာပေးတယ်ဆရာကြိုက်တာ3ဆိုလာပေးတယ်ပြီးတဲ့ချိန်မှာအဲ့ဒီကျွတ်အိတ်လေးနဲ့အဲ့သိန်း200ကိုဘာလို့မှမသိတဲ့ခါမှာဘုရားသခင်ကိုတော်ပေးပြီးပေးတာကပေးဖို့ပေးတာကိုကျွန်တော်က3လိုက်မိရင်ထပ်မလာတော့ဆိုတာသိတယ်ဒါအဲ့အထုပ်လေးကိုအဲ့မှာပဲထားပြီးတော့ကိုတော့ဘာအတွက်ပေးတာလဲဆိုတော့ဆူတောင်းတဲ့အချိန်မှာခေါ်ဖိတ်မှုနဲ့ကျွန်တော်တီးတင်ရောက်တော့တီးတင်ရောက်တော့အဲ့တီးတင်မှာရောက်နေတဲ့ဒုတိယနေ့လောက်မှာကျွန်တော်တရားဟောနေနေအဲ့မှာဆရာတယောက်ကလာပြီးတော့အဖွဲ့အစည်းရဆရာတယောက်ကလာပြီးတော့ကျွန်တော်လည်းမေ့နေပဲအဖွဲ့အစည်းရမသိဘူးဥစ္စာတဲ့ဟိုပြိုကျသွားတယ်ပေါ့နော်အဲ့ဒီဥစ္စာမုံတိုင်းကြောင်လားမသိပြိုကျသွားတယ်အဲ့ဒီဟာကိုပြန်လှုပ်ဖို့ရန်အတွက်ဥစ္စာဘတ်ဂျက်လိုနေတယ်တဲ့ဘယ်လောက်လဲလို့ဆိုတော့200ကျော်တဲ့သိန်း200ကျော်ဆို200ကျော်လားလို့ကျော်တော့ကိုယ့်ဘာသာတာဝန်ယူလိုက်လို့200ကျွန်တော်ပေးမယ်ဆိုတော့ကျွန်တော်အဲ့ရနေစပြီးတော့မှဖရပါလို့လဲပေးကန်းချင်းစတင်လာအဲ့စပေးတဲ့ချိန်နဲ့စပြီးတော့မှယာကြီးကနန်းနေပဲဖရပြင်ဆင်လာနောက်ဆုံးတော့ထောင်ကနန်းနေဖရပြင်ဆင်လာဆိုတော့ဘာပြောချင်တာလဲဆိုတဲ့အခါမှာပေးကန်းချင်းကဖရသခင်နိယာမဖြစ်တယ်ကျွယ်ဝချင်းရဲ့နိယာမဖြစ်တယ်ဆိုတော့ကျွယ်ဝချင်းရင်ပေးကန်းချင်းကိုတင်ယူတက်ရမယ်ဆိုတာနားလေခဲတဲ့အပေါ်မှာပဲဖះကျွဲဝချင်းပေးလာတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပြီးတော့ဆရာပေါ့နော်ဟိုအခုဆိုလို့ရှိရင်လူငယ်တော်တော်များများကဆရာဒေးဗစ်လာဖြစ်ချင်လာကြတယ်ဆရာကိုလဲလေးစားကြတယ်အားကြကြတယ်အတူယူလာကြတယ်ဒါပေမဲ့တချို့တော့လူငယ်မှာတွေ့ရတာကဆရာပြောတဲ့ဟန်ပန်ဒီလေသန်ဒီပြောတယ်ဆရာရဲ့တရားဟောချက်တွေ copy and paste လုပ်တာများတယ်ပြီးတော့ဆရာ with the style ဒီ brand new ဘယ်အတူယူလာများကြရပေါ့နော်တကယ်တမ်းကျတော့အတူယူရမယ့်ဟာကဆရာဖယားနဲ့ဘယ်လိုအချိန်ယူတယ်လဲဘယ်လိုမျိုးအသက်တာကိုပို့ပြီးကြည့်ရမယ့်ထဲမှာဒါမဲ့လူငယ်တွေကအဲ့လိုတချို့အလွဲယူနေတဲ့လူငယ်တွေလည်းရှိတယ်အဲ့အတွက်လည်းဆရာဆုံးမစကားပဲဖြစ်ဖြစ်ပေါ့နော်ပြောပေးပါအဓိကတော့ခုနကျွန်တော်ပြောသလိုပေါ့အကောင်းဆုံးဝတ်ရတဲ့အချိန်ကိုပဲမကြည့်ပါနဲ့လို့ဒါလေးတော့အားပေးချင်ပါတယ်လူငယ်တွေအားလုံးလည်းချစ်တဲ့စိတ်နဲ့အားပေးချင်ပါတယ်အကောင်းဆုံးဝတ်ရတဲ့အချိန်ရှိသလို
ကျွန်တော်5 star မှာအကောင်းဆုံးအခန်းမှာကျွန်တော်တဲရတဲ့ချိန်ရှိသလိုဟို minus star ဆိုတဲ့ထောင်ထဲမှာလည်းကျွန်တော်တဲရပါတယ်ဖယားသခင်ကကျွန်တော်တို့သိနေဗျဆိုတော့ဖယားသခင်ကဟို ready လုပ်ထားပါဒါတော့ကျွန်တော်ပြောပြချင်တယ်ဘာလို့ ready လုပ်ထားလို့ပြောတဲ့အခါမှာမင်းအကောင်းဆုံးကပတ်ဝတ်နေလို့မင်းမှုတော့စောင်းတာလားမင်းအကောင်းဆုံးဖက်နှက်စီးနေရလို့မင်းမှုတော့စောင်းတာလားမင်းအကောင်းဆုံးဟိုတယ်မှာတဲနေရလို့မင်းမှုတော့စောင်းတာလားလူတွေရဲ့လက်ခုပ်တန်ကြားလို့မှုတော့လက်ခုပ်တန်တွေကြားမှာမင်းပျော်ပြီးတော့မှုတော့စောင်းတာရတယ်ဒါပေမဲ့စာမွေးပွဲဆိုတာလဲရှိတယ်ဆိုတာမမေ့စေချင်ဘူးအဲ့လိုမျိုးပဲအမြဲတမ်းဖြစ်နေမှာမဟုတ်ဘူးဆိုတာဖရားပြတာအကောင်းစားကပတ်ရတယ်ဝိအကောင်းဆုံးဖက်နှက်ရတယ်စီအာရပါတရားဟောရတယ်ဒါပေမဲ့တခုတော့ပြောပြချင်တယ်တကယ်ကိုလူတွေရဲ့လက်ခုပ်တန်နေကြမှာချီးမွမ်းတတ်တယ်လို့ထောင်ထဲမှာလည်းချီးမွမ်းတတ်လားဆိုတဲ့စစ်ဆေးချင်းလာရင်တော့အဲ့ဒီအချိန်မှာ LV လည်းမရှိတော့ထောင်ထဲမှာအဲ့ဒီအချိန်မှာဟို MS ဆိုတာလည်းမရှိတော့ဘာမရှိတော့အဲ့ဒီမှာအင်ဂျီလေးကိုအင်ဂျီချိုးပြီးတော့အရေးလေးအလာချွေးတွေညှစ်ပြီးတော့မှအဲ့ဒီအချိန်မှာမေးတဲ့မေးကွန်းကမင်းချီးမွမ်းနိုင်သေးလားအခုအချိန်မှာမင်းကိုအားကြတဲ့ကောင်နေမင်းကိုအားမကြတော့ဘူးမင်းအဖွဲကမင်းနောက်လိုက်နေသူတော့မှမင်းနောက်မလိုက်ချင်တော့ဘူးဆေးရုံရောက်သွားပြီထောင်ထဲရောက်သွားပြီမင်းချီးမွမ်းနိုင်သေးလားအဲ့ဒီအချိန်မှာပြောနိုင်တဲ့အရာတစ်ခုကဘယ်သူမှမရှိလဲကိုတော့ရှိတဲ့အတွက်ကြောင့်ယေရှုတင်တယ်အဲ့ဒါကိုဖခင်သိစေချင်တာဆိုလူငယ်တွေအားလုံးအားပေးချင်တာကတော့ဆုံးမချင်တာမဟုတ်ပါအားပေးချင်တဲ့အရာတော့ဟုတ်တယ်လက်ခုပ်တန်တွေကြားမှာပဲမကျေနပ်ကြပါနဲ့မပျော်မွေးကြပါနဲ့အဲ့ဒီရဲ့စန့်ကျင်ဘက် line လေချီးမွမ်းတတ်တော်သူတွေဖြစ်ရင်တော့အဲ့ဒီထက်တာ၍ချီးမြှောက်ခြင်းရလိမ့်မယ်တခုပဲကျွန်တော်အားပေးချင်တာOral Robert ကအရာအောင်မြင်နေရှင် Oral Robert လေရင်မောင်းရတဲ့ Kenneth Copeland ကလေရင်မောင်းတာ Oral Robert လေရင်ကမောင်းတာ Kenneth Copeland အဲ့ဒီ Kenneth Copeland ဆရာကြီးကလေရင်မောင်းပေးနေသို့တော်ညာလဲ Oral Robert အရာအောင်မြင်ပေမဲ့ तू ကမအောင်မြင်မောင်းမြင်တဲ့ခါမှာ Oral Robert ကိုမေးတယ် Kenneth Copeland ကမေးတယ်ဆရာကြီးကအရာအောင်မြင်တယ်ဒါပေမဲ့ဆရာကြီးနားမှာနေတဲ့ကျွန်တော်ဘာလို့မအောင်မြင်တာလဲပြီးတော့မှဆရာကြီးဟောတဲ့တရားဟောချက်ကိုဆရာကြီးထက်တော်မှကျွန်တော်ကောင်းအောင်ပို့ဟောနိုင်တယ် Oral Robert ကိုမေးတဲ့ခါမှာ Kenneth Copeland ပြန်ဖြေတယ်မင်းအောင်မြင်ချင်ရင်ငါဟောတဲ့တရားတွေမင်းလိုက်မဟောနဲ့တဲ့မင်းကိုဖျားဖွင့်ပြတယ်မင်းဖျားနဲ့အချိန်ယူပြီးတော့ဖျားကိုယ်တိုင်ဖွင့်ပြတဲ့အုံချွန်းကိုမင်းဟောနိုင်တဲ့နေ့อ่ะမင်းအောင်မြင်တဲ့နေ့ပဲတဲ့ဆိုကျွန်တော်တက်တာမှာတကယ်အောင်မြင်ချင်တယ်ဆိုတော့ဥစ္စာပေါ့ကိုကြိုက်တဲ့ဆရာတွေရှိမယ်ကိုကြိုက်တဲ့ဆရာစခွန်အားယူတာတွေရှိမယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့အောင်မြင်ခြင်းကတော့ကိုနဲ့ဖျားနဲ့အချိန်ယူပြီးတော့မှအုံချွန်းပေါ့ကိုထဲကိုတကယ်ထည့်ပေးလိုက်တဲ့တကယ်အနှစ်သာရကိုသူများကိုပြန်ဝင်ငှားတာလောက်အားပါတာအရသာရှိတာမရှိပါဘူးလို့ဒါကြောင့်အားပေးချင်တာကတော့ဝိတာလည်းပြဿနာမရှိပါဘူးဝိကြပါဒါပေမဲ့5 star မှာတဲရင်နဲ့0 star ရောက်သွားရင်လည်းပဲကျေးဇူးတော်ချီးမွမ်းနိုင်တဲ့သူတွေဖြစ်ဖို့သာပြင်ဆင်ထားပါအဲ့ဒီအရာကတော့ပန်းနိုင်ရောက်ဖို့အတွက်ဘုရားခင်ပြင်ဆင်ထားတဲ့အရာသာဖြစ်ပါတယ်လို့ဒါကြောင့်ကိုယ့်ကိုဘုရားချီးမြှောက်တဲ့ချိန်ရှိတယ်ကိုယ့်ကိုနှိမ်ချတတ်ဖို့နှိမ်ကြတဲ့နေရာကိုပို့တဲ့အချိန်လည်းရှိတယ်အဲ့ဒီအချိန်မှာလည်းပဲချီးမွမ်းတတ်ဖို့သာပြင်ထားပါလို့အဲ့ဒါလေးတွေကိုပြောပြချင်ပါတယ်ဟုတ်ကဲ့အင်မတန်မှတန်ဖိုးရှိတယ်ကျမတို့လူငယ်တွေအတွက်ပေါ့နော်တကယ်ပဲတန်ဖိုးရှိပါတယ်လို့နောက်မေးခွန်းနေနဲ့ပေါ့နော်ဆရာဒီလူမျိုးဆရာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဖယားကအင်မတန်မှအသုံးပြုတဲ့ခါကျတော့ non stop ခရီးတွေသွားနေရတဲ့ခါမှာဖယားနဲ့နေ့ရက်စင်တိုင်းမှာဘယ်လိုမျိုးအချိန်ယူပြီးတော့နေ့ရက်စင်တိုင်းကိုဘယ်လိုမျိုးဖြတ်တန်းလဲဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ကိုယ်ကွယ်ချင်းဆိုဆွဲလန်းခြင်းပါပဲကိုယ်ကွယ်ချင်းဆိုဆွဲလန်းခြင်းပဲအဓိကတော့ကိုကဖယားကိုတကယ်ဆွဲလန်းလားဖျောက်တကယ်ဆွဲလန်းလားဖျားနဲ့ဟိုဘယ်လိုခေါ်မလဲဒူးထောက်ဆူတောင်းနေတဲ့အချိန်ဘယ်မဟုတ်ပဲနဲ့လမ်းသွားနေရင်နဲ့ခီးသွားနေရင်နဲ့လေကိုကဖျားရဲ့ကောင်းမြတ်ခြင်းစင်ကျင်စဉ်းစားနေတဲ့အတ္တတာဖြစ်ဖို့တော့အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်အဓိကတော့ယေရှုတော်သိခြင်းပဲအချိန်တိုင်းမှာယေရှုတော်ဆွဲလန်းနေဒါကြောင့်ကျမ်းစာပါပြောလဲယေရှုတော်ကိုဆွဲလန်းတဲ့အတ္တတာဖြစ်ဖို့လိုတယ်ယေရှုတော်ဆွဲလန်းနေဆိုတာပါလဲကိုဖျားအတွက်ဘာလုပ်ပြီးပြီလဲဆိုတာအဲ့ဒါအရေးမကြီးဘူးဖ
ရားသခင်ကနေရစနေမှာငါတို့ဘာလုပ်ပေးနေဆိုတာပြန်လေပြီးနေ့တိုင်းရေတွက်တတ်တဲ့အသက်တာလောက်ကောင်းကြီးခံစားရတာဘာမှမရှိတော့ဒါကြောင့်ကျမ်းစာပါပြောလေအိုငါဝိညာဉ်ထာဖျားကိုကောင်းကြီးပေးလို့ငါ့အထဲမှာရှိမြောက်တန်ရှင်သောနာမကိုကောင်းကြီးပေးအိုငါဝိညာဉ်ထာဖျားကောင်းကြီးပေးကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နဲ့တင့်ပြီးအလုံးစုံကိုဖြစ်လို့တင့်အနာရောဂါရှိများတို့ကိုပျောက်စေတော်မူပြီးဆိုတော့ဘာပြောချင်တာလဲအချိန်တိုင်းမှာကိုရောယေရှုတင်တတ်တဲ့နှလုံးသားအချိန်တိုင်းမှာကိုရောကောင်းမြတ်ခြင်းပြန်လဲရည်တွက်တဲ့အသက်တာပြုပေးခဲ့တဲ့အမှုရာတွေကိုရည်တွက်မယ်ပြုပေးနေတဲ့အရာတွေကိုယေရှုတော်ချီးမွမ်းမယ်ပြုပေးအောင်မဲ့အရာတွေယေရှုတော်ချီးမွမ်းခြင်းအသက်တာတော့ဖခင်တာ၍ချီးမြှောက်လို့ရတယ်ဆိုတာပြောပြခြင်းတယ်ယေရှုတော်မှာတပါးခြားသောမင်္ဂလာကျွန်တော်မရှိပါဆိုသလိုပေါ့ဆိုတော့ဒါဝိဒ်ရဲ့အသက်တာဘာလို့ကောင်းကြီးခံစားရလဲဒါဝိဒ်ကိုဖခင်ဘာလို့ချီးမြှောက်လဲတနေ့ကိုဘယ်နှကြိမ်သူချီးမွမ်းလဲ9ကြိမ်ချီးမွမ်းတယ်အောင်မြင်ခြင်းရဲ့လှုပ်ဝက်ချက်ကချီးမွမ်းခြင်းပဲဒါကြောင့်လက်ခုပ်တန်နေကြမှာချီးမွမ်းနိုင်တယ်လို့ထောင်ထဲမှာလည်းချီးမွမ်းနိုင်လားဆိုစမ်းတယ်အဲ့ဒါက another level တက်ဖို့အတွက်ဘုရားခင်တင်တဲ့အရာဖြစ်တယ်ဆိုတော့အောင်မြင်ဖို့အတွက်ဘုရားရဲ့အမှုတော်မြတ်ထဲမှာဟာလားဘုရားခင်တကယ်ချီးမြှောက်လို့ရတဲ့တတ်တာဖြစ်ခြင်းတော့ချီးမွမ်းတတ်တဲ့နှလုံးသားလေးပဲရှိပါလို့ကျွန်တော်တို့အားပေးခြင်းတယ်ဘယ်လိုအခြေအနေမှာလဲအခြေအနေတိုင်းမှာချီးမွမ်းတတ်လားချီးမွမ်းတဲ့ဘုရားခင်တိုင်းချီးမြှောက်လိမ့်မယ်ဟုတ်ကဲ့ပါဆရာနောက်မေကွန်းတစ်ခုအနေနဲ့ပေါ့နော်ဟိုအောင်မြင်ကျွန်မကြားဘူးတယ်စာထဲမှာလည်းဖတ်ဘူးတယ်ပေါ့နော်အောင်မြင်နေတဲ့ယောက်ျားတစ်ယောက်ရဲ့နောက်မှာတဲ့ထက်မြက်တဲ့မိန်းမရှိတယ်တဲ့ဆိုတော့ဆရာဇနီးတဲ့ရဲ့ဒီအမှုတော်လုပ်ငန်းမှာသူ့ရဲ့ပံ့ပိုးပေးနေတဲ့ကန်တာရဲ့ပြောရှင်မိသားစုအချိန်ဆိုတာတိတ်ရှားမှာပဲဆိုတော့မိသားစုတွေသားသမီးတွေဘယ်လိုမျိုးအချိန်ပေးလဲဆိုတာလည်းသိချင်ပါတယ်ဆရာဟုတ်ကဲ့အဓိကတော့ဟိုဆရာမအနေနဲ့ကတော့အဓိကတော့လှုပ်ပေးတဲ့အရာတစ်ခုကတော့ဆူတောင်းခြင်းပါပဲသူဆူတောင်းခြင်းအားကြီးပါတယ်ဆိုတော့ဆူတောင်းခြင်းနဲ့သူအများဆုံးပံ့ပိုးတာများပါတယ်ဒါသူ့ရဲ့အာသာချက်ကတော့သူကအမြဲတမ်းဆူတောင်းပေးတဲ့သူတယောက်ဖြစ်တယ်အဲ့ဒါတော့အာသာချက်ဖြစ်တယ်ဆိုတော့ကလေးတွေအတွက်ကတော့ကလေးတွေကိုကျွန်တော်ကအချိန်ပေးတာအင်မတန်နေတယ်ဒါပေမဲ့ရှိတဲ့အချိန်မှာတော့သူတို့နဲ့ကျွန်တော်အချိန်ပေးတယ်ဒါကြောင့်ကျွန်တော်ခီးသွားတဲ့ခါမှာကလေးတွေကိုကျွန်တော်အမြဲတမ်းရတဲ့လောက်ကျွန်တော်ခေါ်သွားတယ်ဆိုတော့ကလေးတွေနဲ့အချိန်ယူချင်လို့ဖြစ်တယ်ဆိုတော့ကျေးဇူးတော်တတ်ကြောင့်ကလေးနဲ့တခါမှအကြာကြီးမနေဘူးကျေးဇူးတော်ကြောင့်ဒီ pandemic မှာထောင်ထဲထွက်လာပြီးတဲ့နောက်ပိုင်းကနေရောက်တဲ့အခါမှာဘယ်အပြင်မှကိုထွက်လို့မရဘဲနဲ့ lockdown ဖျားလုတ်လိုက်တာဆိုတော့ကလေးတွေနဲ့တစ်နှစ်ကြော်လောက်သူတို့နဲ့အတူတကွနေရတယ်ဒါလည်းပဲဒါကျေးဇူးတော်တတ်ဖြစ်ပါသူတို့ကိုဘယ်ချိန်မှချိန်ပို့ပေးဖြစ်လဲဆိုရင်ဟိုးတုန်းကဆိုရင်တော့ပေါ့နော်အလိုခီးသွားရင်နဲ့ဒါကြောင့်သူတို့နဲ့သွားတယ်ဆိုအလကားသွားတာမဟုတ်ကိုကခီးသွားတာအများများတော့ကိုဥစ္စာပေါ့သူတို့ဆိုရင်လာလိုက်ခဲ့ဒီခီးစဉ်မှာမင်းတို့ငါတော့လိုက်ခဲ့ငါနဲ့အတူသွားမယ်အတူစားတောက်ကြမယ်အတူမိသားဖွဲ့မယ်ဆိုတော့သူတို့လေးတွေလည်းတော်တော်များများနိုင်ငံတော်တော်များများကိုရောက်ရတဲ့သူလေးတွေဖြစ်သွားတယ်ဘာလို့သူတို့ဘာလို့ခေါ်သွားလဲဆိုတော့သူတို့ ਨੇ အချိန်ယူခြင်းလို့မိသားဖွဲ့ခြင်းလို့ပြီးတဲ့အခါမှာသူတို့အမြဲတမ်းပြောပြတဲ့အရာတစ်ခုရှိတယ်အဖေခီးသွားတာအလကားသွားတာမဟုတ်ဘူးဖះကောင်းမြင်ခြင်းပြောတယ်ဆိုတော့တိချင်လုံးလို့ conference ကြီးရအောင်ခေါ်သွားတယ်သူတို့ဘာတော့ပေါက်သွားလဲဆိုအခုဆိုသွားတော့မယ်ဆိုသူတို့ဘာပြောဆိုအဖေသွားဧဝံဂေလိဖြစ်တယ်လူပေါင်းမြောက်မြတ်စွာကောင်းကြီးဖြစ်ဖို့အဖေသွားပါဆိုတော့သူတို့တွေနားလဲပေးလာတယ်အချိန်အများကြီးတော့ပေးနိုင်လားမပေးနိုင်ဘူးသို့တော်ညာလည်းပဲဖះသခင်ကသားသမီးတွေကိုတာဝန်ယူတဲ့အခါမှာအင်မတန်လိမ်မာတဲ့သားသမီးတွေဖြစ်ပါတယ်လို့အဓိကတော့သူတို့ ਨੇ များအချိန်ယူတာထက်သူတို့ကိုဖျားလက်ထဲကိုများအပ်ပေးပါတယ်ကျွန်တော်အဲ့ဒါကတော့အဓိကချက်ဖြစ်တယ်ဒါပေမဲ့မိသားဟာဖွဲ့ချင်းကတော့ဟိုစားခီးသွားတဲ့အခါမှာသူတို့ ਨੇ တူတူခီးသွားတဲ့အခါမှာတော့မိသားပို့ဖြစ်တယ်အဓိကမိသားဖြစ်ဆုံးကတော့ဒီထောင်ထဲပြန်ထွက်လာပြီးနောက်ပိုင်းမှာတစ်နှစ်ကြာဟို lockdown လည်းဖြစ်တော့ဘယ်မှလည်းသွားလို့မရတော့သူတို့ ਨੇ ပဲအများကြီးချိန်ယူဖြစ်တယ်အဓိကတော့သူတို့ကယ်တင်ချင်းစိတ်ချမှုကောင်းကောင်းရှိတဲ့ကလေးတွေဖြစ်တယ်နှုတ်ကပတ်တော်ကောင်းအောင်သင်ကြားပေးခွင့်ရခဲ့တယ်အချိန်အားတိုင်းမှာလည်းနှုတ်ကပတ်တော်ပေးတယ်အဲ့ဒါလေးတွေကတော့တကယ်ကိုကြီးမားတဲ့ကောင်းချီးမင်္ဂလာဖြစ်ပါတယ်လို့ဟုတ်ကဲ့နောက်ဆုံးပိုင်းနေနဲ့ပေါ့နော်ဆရာရဲ့ကိုပိုင် ministry လုပ်ငန်း Dream Ministry International ကိုလည်းကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဘာတွေလှုပ်ဆောင်နေလဲဘာတွေလှုပ်ဆောင်ခဲ့ပြီးပြီလဲဆက်လက်ပြီးတော့ဘာတွေလှုပ်ဆောင်ရမလဲဆိုတာလည်းပြောပြပေးပါအောင်ရှင်အဓိကအစတော့ကျွန်တော်ထောင်ထဲမဝင်ခင်မှာကျွန်တော်ရဲ့အဓိက Dream Ministry ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ကျွန်တော်တို့ကဟို mobile ministry လိုမျိုးပဲကျွန်တော်ခီးသွားတာများတယ်ခီးသွားတာတရားဟောပွဲတွေလုပ်တယ်ဖျားခင်ကြီးတို့တတ်ထောင်ထဲပြန်ထွက်လာပြီးတဲ့အချိန်မှာကျွန်တော်ဖျားသခင်ကခီးသွားခြင်းထက်ကျွန်တော်လည်းခီးသွားပါတယ်အခုဆိုရင်ဖိတ်ခေါ်ထားတာနေတာမဟုတ်ဘူးလေဆိုတော့ဒီနှစ်ထဲမှာပင်လည်းနေတာမှမဟုတ်တာเนาะဆိုတော့အခုပြန်တော့ထွက်ပြီးဆိုတော့တည်င်းကြားနေလူတွေအကြီးကျယ်ခေါ်ကြပြီလေเนาะဆိုတော့အဓိကထောင်ထဲပြန်ထွက်လာပြီးနောက်ပိုင်းမှာဒီအခုလှုပ်တဲ့ဟာကြတော့ဘာဖြစ်လာလဲဆိုတော့ဟိုအခုဆိုကျွန်တော် training center ကျွန်တော်စပြီးတော့
also general foundation channel training center go general the Chiang Mai training center လုပ်မယ်ပြီးတဲ့အခါမှာကျွန်တော်တို့ prayer mountain ကိုအဲ့ဒီချင်းမိုင်ရဲ့တောင်ပေါ်မှာပဲကျွန်တော်လုပ်ဖို့ plan တွေစဆွဲနေတယ်ဆူတောင်းချင်းနဲ့လုပ်နေတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်ဖေကထောင်ထဲမှာပေါ်ပြတဲ့ဟာပါလဲဆိုလူပေါင်းမြောက်များစွာဆုံးရှုံးသွားတယ်ဒီ pandemic နဲ့ဆုံးရှုံးသွားတယ်ပြီးတော့မှဒီနိုင်ငံရေးအခြေအနေကြောင့်လူတွေမြောက်များစွာဟာဆုံးရှုံးသွားတယ်အဲ့ဒီမှာဖေကပါပေါ်ပြဆိုတော့ထောင်ထဲကပြန်ထွက်လာပြီးတဲ့အချိန်မှာဖေကစကားပြောတာမင်း training center ဆောက်အောင်မယ်ဘာနာမည်နဲ့စောင့်မလဲကိုတော့ပြောတဲ့အခါမှာ school of wisdom ငါလူတွေဒီပညာနဲ့လို့ဆုံးရှုံးတဲ့အတွက်ကြောင့်ကျမ်းစာကိုသင်တာထက်ငါရဲ့ပညာရအောင်မင်းသင်ပေးပါ so school of wisdom ဆိုတဲ့အကြောင်းကိုကျွန်တော်စပြီးဒီနှစ်ထဲမှာကျွန်တော်အပြီးဆောက်မှာဖြစ်တယ်2023မှာစပြီးတော့မှအဲ့ဒီကျောင်းဖွင့်လှစ်မှာဖြစ်တယ်အဲ့ဒီကျောင်းကတော့ကျွန်တော်တို့ဘာသင်ပေးမှာလဲကျမ်းစာတစ်ခုပဲသင်မှာမဟုတ်ဘူးကျွန်တော် business ပါသင်ပေးမယ်business ว่าတင်ပေးမယ် so ယုံကြည်သူလို့ပြောပြီးတော့မှဟာလား kingdom business ဆိုလဲနားလည်ရမယ်ပြီးတော့မှဖယားလုတ်ခိုင်းတဲ့အလုပ်ကိုလည်းလုတ်တတ်မယ် investor တွေဖြစ်လာမယ် investment ကောင်းကောင်းနားလည်ရမယ်ကျွန်တော်ကျန်းစာလေးတင်ပေးမယ်ဟာလားကျန်းစာကြောင်းကျွန်တော်တို့ရဲ့ကြောင်းဆင်းသွားလို့တရားပဲဟောရမှာလားမဟုတ်ဘူးစီးပွားရေး mountain လာတဲ့သူကစီးပွားရေးကိုပြန်သွားအနုပညာသမားအနုပညာကိုပြန်သွားဒါပေမဲ့တမန်တယောက်တကယ်သိပြီးတော့မှတကယ် wisdom နဲ့လှုပ်ဆောင်တော့ကြောင့်သူရှိတဲ့နေရာမှာအောင်မြင်ရမယ်ဆိုတော့ government မှာလှုပ်တဲ့သူကလည်းလာတက်ပြီးပြန်သွားအဲ့ဒီနေရာမှာထိတ်ဆုံးရောက်သွားမယ်ရုပ်ရှင်လောကလာထိတ်ဆုံးရောက်ပြန်သွားမယ်စီးပွားရေးသမားလာတင်ယူရမယ်အမှုတော်ဆောင်လာဘာလို့တင်ရမလဲ management အမှုတော်ဆောင်တော်များဘာလို့မအောင်မြင်လဲမိုင်းမှာmanagement မရှိလို့စီမံခန့်ခွဲတတ်ချင် leadership ကိုနားမလည် leader တာဖြစ်ချင်တာ so many people they want to be a leader but they don't know what leadership is leadership ဆိုတာနားမလည်ဘူး leader တော့ဖြစ်ချင်တယ် leadership ကိုနားမလည်ရင်ဘယ်တော့မှကောင်းတဲ့ leader မဖြစ်လာဘူး so မြန်မာပြည်မှာဘာလုပ်နေလဲအခု leadership ကိုနားလည်တဲ့ leader လုပ်နေတယ်အဲ့ဒါကိုကျွန်တော်တေချာပြန်တင်ပေးမယ်ကျွန်တော်ပြန်လွှတ်မယ်ဒီ next generation အတွက်အကောင်းဆုံးပြင်ဆင်တဲ့အကြောင်းဖြစ်ရမယ်အဲ့ဒီအတွက်ကျွန်တော်လုပ်တယ်ကျွန်တော်ပြင်ဆင်နေတဲ့အဲ့အကြောင်း2023 January လမှာစပြီးဖွင့်နိုင်ဖို့ဒါကြောင့်တစ်နှစ်လုံးဒါကြောင့်တာပြီးရတဲ့ကျွန်တော်ထိုင်းကိုပြန်ပြီးတော့မှချက်ချင်းအဲ့ဒါဒီကိစ္စတွေကျွန်တော်လုပ်မှာဖြစ်တယ်တစ်နှစ်တာလုံးပြီးအောင်ကျွန်တော်စောင့်မှာဖြစ်တယ်ဒီဆို2023မှာစောင့် international level တကယ်ကျွမ်းကျင်တဲ့ leadership trainer တွေ businessman တွေကျွန်တော်လာသင်မှာဖြစ်တယ်ဆိုတော့တကဘာလုံးကလူတွေအတွက်ကျွန်တော်ချင်းမိုင်မှာပြင်ဆင်တာဖြစ်ဒါကြောင့်ဖခင်ကိုရမ်းကျေးဇူးတင်တယ်တကဘာလုံးလာနေကျွန်တော်ချင်းမိုင်မှာဖခင်လုပ်ပေးတယ်ဆိုတော့အဲ့အတွက်ကျွန်တော်ကြိုတင်ပြင်ဆင်တယ်ကျွန်တော်တို့အထက်ကလူတွေကိုတာပြီးမြင့်တင်ပေးမယ်ဟလာကျွန်တော်အခုရှိနေသူတွေကိုတာပြီးမြင့်တင်ပေးပြီးတော့မှ ministry ကတာပြီးကျေပြန့်လာဖို့ဒါ business ဟလာခရိယန်တွေကဘယ်လိုခေါ်မလဲ investment ကောင်းကောင်းနားလေတဲ့ခရိယန်တွေဖြစ်လာရင်ဘာလို့မကြွယ်ဝရမှာလဲကြွယ်ဝမှာပေါ့ဆိုအဲ့ဒါတွေကစကျွန်တော်တို့အကုန်တင်သွားပေးမှာဖြစ်တယ်ဆိုတော့ယခင်ကတော့ကျွန်တော်တို့က mobile ministry လုပ်တာများတယ်အခုကတော့ကျွန်တော်ဘာလုပ်ပြီလဲဆိုတော့မွေးထုတ်တဲ့လုပ်ငန်းစလုပ်တော့မယ် train မယ်မွေးထုတ်မယ်စေလွတ်မယ်မွေးထုတ်မယ်စေလွတ်မယ်အဲ့ဒါတွေကျွန်တော်စလုပ်တော့မှာဖြစ်တယ်ဆိုတော့ဟလာဟိုးတုန်းကတော့ကျွန်တော်တို့ကရောက်တဲ့နေရာမှာဘာလုပ်လဲအမေရိကမှာလာတယ်တရားဟောတယ်ပြန်သွားတယ်ပြန်ဟိုးစားဩစတြေးလျသွားတယ်ဟောတယ်ပြန်သွားတယ်နော်အဲ့လိုမလုပ်တော့အခုကအကုန်လာကျွန်တော်မသွားတော့ဘူးအကုန်လာမယ်နားထောင်နေသူမဖြစ်စေရအောင်သင်ယူပြီးလက်တွေ့ပြန်လုပ်တဲ့သူတွေဖြစ်ဖို့လုပ်မယ်အဲ့ဒါပိုထိရောက်မယ်ဆိုတာဖခင်ဖော်ပြတယ်ဒါကိုကျွန်တော်စလုပ်နေပါပြီလို့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အင်မတန်မှအားရစရာကောင်းတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ဆရာဒီဆရာအမြဲတမ်းအားပေးနေတဲ့ယုံကြည်သူတွေလည်းရှိတယ်မယုံကြည်သူလည်းရှိတယ်မြန်မာတိုင်းနိုင်ငံလုံးဆိုလည်းဆရာကိုသိပြီးသားကလေးရစားပေါ့နော်ဆိုတော့ဆရာအမြဲတမ်းအားပေးနေတဲ့သူများနဲ့ကျမတို့ ZN TV Media ပေါ့နောက်ဆုံးအနေနဲ့ပြောကြားချင်တာများရှိအောင်မလားရှင်ဟုတ်အဓိကတော့အားပေးချင်တာတော့အချိန်မရှိတော့ပါဘူးလောကကြီးအဆိုးရွားဆုံးလောကကြီးတဖြည်းဖြည်းနဲ့ဆိုးရုပ်တဲ့ဆိုးရုပ်လာပြီမတရားမှုတွေကတာ၍များသွားပြီဒါဆိုရင်မတရားမှုတွေနဲ့ပြည့်နေတဲ့လောကကြီးထဲမှာမတရားတာကိုမြင်နိုင်တာကျွန်တော်တို့ကကျွန်တော်မတရားတယ်ကွာမတရားဘူးကွာမတရားဘူးကွာပြောနေမဲ့စားအဲ့ဒီမတရားတဲ့အရာတွေကိုမြင်ပြီးတော့ဘာမှမလုပ်နိုင်တဲ့သူမဟုတ်ဘဲနဲ့ကိုလုပ်ရမယ့်အလုပ်ကိုဒီဇိုင်းမှလုပ်ပြီးတော့ကိုပြေးလန်းကိုရောက်အောင်ဟလာကိုရဲ့ပြေးလန်းကိုအကောင်းဆုံးပြေးပြီးတော့မှကိုရောက်မဲ့ပန်းနိုင်ကိုရောက်ရမဲ့ပန်းနိုင်ကိုအရောက်လှမ်းနိုင်တဲ့သူတွေဖြစ်ဖို့ပဲဒီချိန်ကအရန်ရေးကြည့်နေပြီ
So, along with ba page and so a diga check out a yechida, Tumia ba lonely lesora, a yemichu. Tumiari ba pin lesora, are you saying, Timberoma Pana Yaudomamo? Lan shouted Dugaro, Hoji Diji Shaulu Yabi, DJ Malasha Mache, Modopana Yabu, Pia Mache Yabi. Being Beule Gilomeo, and now will Gilomeo, Beo Giamal, Pana and Wegiama. I'll mean Chene Duri. Did now so no chinkalama. The gay Alminchin the Kube Biome. Bauma Chidone. Holuba Pinile, the Luba Pinile, Holudiano to look shit Bobby, the Lua to look shit Bobby Swata, Na Baloyamle. Nama Ba Swansa Shile. She did a yaw sat him accounted for loss on those papers. Nama Ba Shile. Uma Janza Tema. Mosoma to your jati, a dream a junket. Eli Shega made it. Mima Bashi led. Jamama CO the low she led. Eddie CO ne Balo kindly. See what Pian Pian low kindly. Mataba. Dini looking at the Domemianga. Balo Yamamati. Baloma Balomati. Go ma Bashi less or Mati, go Baloam less or go Mati. So go Baloam less or Mati, go ma Bashi less or Ayentiam. Ubama, aku temiga, koga ba juancin, media ma juancin, edi media apaine, perlu awmian long leso, ko ma shit hara yao, ko awmian low de poma, tayu awmi chin yala ma pide. Ko ma ba shile, Piad King Eli share made, Mima ba shile, CO the low shile. Edi CO never county peso mobula. Ko ma ba shile so ti, go ba low amles of Paya Tapo Biada. So along with our patient, go ba low like him since Abane. Go ma ba shile. Moshi Mima ba shile, John Town Wishile. A sa so 8 town winner piano melek and low dora mobula. That way, to let him a shile, loudly, Kelunine, Alvin Shimpidore. Go ma ba shile so that ti, go ba low amles of Tila Leme. Go ma shide a yane go Piatkan Almichin Pedolime. So go ma shide a ya palace or teaching baloal. To mea balonless or same ones I out. To mea ba pinless or same ones I out. Go ma ba shiless or teaching. Go pay the payout say ones out to Pipase. Also in Cotila Lime. Go lower me a yaw machine go to nature you on the piano chain. Louis chain you go pitch and Pialdore. Payana chimya you and go kitchen go dealer. So go but dule so that la Kuma Bashiles or teaching ye, Payana Miache Yuba. Go ma Bashiles or go dealer and go by lawless or Piakan Pobiala limit. Go my loud leshide, I loud rain that way. Call ye good $9. Mima Bashil town wish, I don't win a hill in a chanquedore. I don't win a chugwood, don't a yate. Papitwale, she $12. Eddie, Namilakana, Eddie town with Miautale, Yanduri, I want a quincy. Go my sheet a yan never go pay account paid. So the Almin Chin, go low yame a yago teaching, go my Bashiles or Yin Shaba. So the Chile, you live a good general chin as Sasap in a year went to my Bashile. The chin sat that, the chin sat at the Yalina to pay account penally. Mabula, go beauty. Tuma Bashile, the chin so that the Yalina to pay account pen and Mobula. Dilobe Goma Bashile, she the Ayana pay account pedore. Goma Bashile, she the Ayago, Tibudo, Ada account the Zaimama Ada Lineve, pay a bone notation lotua, a chain time pay a chimia water. Okay, Digane Chamaro, Sia David Lane, Mimia Susan Jinkaro, Dinama Bes, Honda Dwabi, Alo, Atube, Koaya Melo, Jina Melo, Miolim Bare, certain TV go, Simia Apechi Shuni Jare to Mialo, Atube Jesu de Mare, Chamagaro, Tuiso Mimia to Honkim Tibareshin.